Malah tak menyali Pak ya, ramu pun. Ya. Malah tak menyali. Tak menyali.
ဒီစင်လာတာလာခိတဲ့လဲတမညာလေးသူဥဆောက်ကောလဲတမညာလေးလဲတမညာလေးတာလောက်လားမိတို့တပထာစီရခုံသေးလားလဲတမညာလေးကောတူပါတနာလဲတမညာလေးကျမတို့ဝိပုကိုကွယ်ချင်းအစီအစဉ်စပြုဖို့ရန်အတွက်အချိန်ကြာရောက်ပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဝိပုချင်းကိုစပြုမှာဖြစ်ပါတယ်။ကျေးဇူးပြုပြီးတော့ကျမတို့အတူတကွမတ်ကျဲရဲ့နှုတ်ကပတ်တော်ခံယူပေးဖို့ရန်အတွက်မြစ်ကြံရက်ခံပါတယ်။ကျမအနေနဲ့ပဏာမကျမ်းစာတော်မြတ်တစ်ပိုက်ဖတ်ပြီးတဲ့အခါမှာဆရာမအပ်ဆာကနေပြီးတော့အဖွင့်ကောင်းကြီးတောင်းခံပေးမှာဖြစ်ပါတယ်။ညီကိုတို့သည်သဘောတူလျက်ပေါင်းဖော်ကြသည့်အရာမှာအလွန်ကောင်းပေ၏အလွန်တင့်တယ်လျောက်ပတ်ပေ၏အာယုံဤခေါင်းပေါ်မှလောင်းလျက်သူ၏မုတ်စိတ်သို့စီး၍လဲဆွတ်တိုင်အောင်ကြသောနန့်တာစီကဲ့သို့ဖြစ်ကြ၏ဟေရမွန်တောင်နှင့်ဇီးုံတောင်ရိုးပေါ်မှကြသောနှင်းကဲ့သို့ဖြစ်၏ထိုသို့နေကြသောအရ၌သာရဖျားသည်အစဉ်မြဲအသက်ရှင်ခြင်းခွင့်ကြီးဟုသောကောင်းကြီးမင်္ဂလာကိုစီရင်တော်မူ၏ဖွင့်ဆုတောင်းကြပါစို့ညညတန့်ရှင်၍လူတော်ပေါင်းတို့ကိုချစ်မြတ်နှိုးတော်မူသောထာဝရဘုရားသခင်ကိုရောရှင်ဖန်ဆင်းသောဥပုသ်နေ့အချိန်တွင်ဤစောတိတော်ဘုရားကြောင့်ထဲသို့ကျမတို့ဒီနေ့ဥပြုကွယ်ခြင်းအစီအစဉ်ကိုကျင်းပပါမည်ဖ
ဖဖျားသခင်ဤဝပြုချင်းအစီအစဉ်ကိုအစအလယ်အဆုံးတိုင်အောင်ကိုရရှင်ကျမတို့နဲ့အတူပါရှိသနာတော်မူပါဝပြုကိုဝဲချင်းအစီအစဉ်၌လာရောက်သောပရိသတ်များပေါ်၌လည်းကောင်းကြီးချပြီးသနာတော်မူပါလာမရောက်နိုင်သောကိုရရှင်သားသမီးများလည်းအင်တာနက်ကနေသူတို့ကြည့်ရှု၍ဝပြုကြပါ၏ဖဖျားသခင်ကျမတို့ connection ကောင်းအောင်လဲကိုရရှင်မာစပြီးသနာတော်မူပါဤအစီအစဉ်၌ပြုလုပ်သွားမိဒေသနာများသော၎င်းကြားနာရမည့်သခြင်းများသော၎င်းဖသွားသောကြံ့ခြင်းများသော၎င်းကိုရရှင်မာစခြင်းအဖြစ်ကြားနာရသောပရိသတ်တယောက်စီအပေါ်၌လည်းဝိညာဉ်ခွန်အားရစရာအတွက်ကိုရရှင်မာစပြီးသနာတော်မူပါဖဖျားသခင်ဆက်လက်ပြီးဝပြုကိုကွယ်ခြင်းအစီအစဉ်ပြီးသွားသောအခါတွင်ဆက်လက်ပြီးကျမတို့ရဲ့ပြိုင်ပွဲများကျင်းပပါမည်ဤတခြင်းပြိုင်ပွဲကျင်းပသောအခါ၌ခုစီလာရောက်သောကိုရရှင်တာသမီများတို့သည်ကြားနာရသောဤတခြင်းတန်များဒီကိုရရှင်အတွက်သာမကကျမတို့အတွက်လည်းဝိညာဉ်ခွန်အားများပြားစွာရရှိပြီးကိုရရှင်မတိသေးသောတာသမီများကဘာပေါ်မှာရှိသောလူဗမာပြည်မှာရှိသောလူများပြန်လည်ပြီးကျမတို့ဤတခြင်းတန်အဖြစ်ကြားနာရ၍ပြန်လည်ပြီးကိုရရှင်ရဲ့အလင်းတရားကိုပြန်လည်ဝင်ငှနိုင်သောအရာများဖြစ်စီတော်မူပါအဖာဤအစီအစဉ်စလေဆုံးတိုင်းကိုရရှင်ပါရှိခြင်းအားဖြင့်ကောင်းကြီးပေးခြင်းအားဖြင့်ကောင်းမှုစွာပြည့်မြောက်နိုင်အတွက်လည်းမာစပေးသနာတော်မူပါဆုတောင်းသောအခါတွင်မိမိကံညာဝိရိယကိုအောင်ကိုပါသခင်ခရစ်တော်ဤနာမတော်ကိုအမည်ပြု၏အစီအစဉ်ကိုအဖွင့်ကိုဆုတောင်းကြပါ၏အဖာအာမင်ကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ကျမတို့နှုတ်ခွန်းဆက်စကားကိုအစီအစဉ်ထဲမှာတော့ကျမတို့ဥက္ကဋ္ဌဆရာမကြီး Great ချမ်းသာဖြစ်ပါတယ်သို့တော်လည်းဒီနေ့ဆရာမကြီးကမလာရောက်နိုင်တဲ့အတွက်ကြောင့်ကျမတို့ရဲ့အတွင်းရေးမှူးဆရာတော်ရှေတာကနေပြီးတော့နှုတ်ခွန်းဆက်စကားပြောကြားပေးမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ခရစ်ယာန်အသင်းတော်များကောင်စီခရစ်ယာန်အိမ်တော်အဖွဲ့ငယ်ရဲ့စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းမှာလာရောက်ပါဝင်ခဲ့ကြသောဘုန်းတော်ကြီးများ22တိတ်ခါရဆရာများဓမ္မအမှုတော်တော်များအားလုံးနဲ့ကျွန်တော်တို့ခန္ဓာအသီးသီးကမောင်နှမတွေအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တို့တလုံးတဝါဒီဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှာတော့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီးကတော့ကျမ်းမာရေးအနေငယ်အားနည်းနေတဲ့အတွက်သူရောက်လို့မရလာနိုင်ဘူးအဲ့တော့ဒီနေ့သူ့ရဲ့ကိုယ်စားပေါ့နော်အားလုံးကိုကျေးဇူးတင်တယ်လို့ဟောဆုံးပြောကြလို့တယ်နေ့စဉ်နဲ့အများကျွန်တော်တို့စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းအမှုကိုကျွန်တော်တို့ပြုခဲ့ကြပါတယ်မနေ့ကလည်းဒီနေရာလေးမှာပဲကျွန်တော်တို့အားလုံးစုပေါင်းဝတ်ပြုကိုးကွယ်ကြပါတယ်ဘာကြောင့်လဲဆိုတော့နေ့လေခင်ဖြစ်တဲ့အခါကျတော့နေကပူတယ်အသင်းတော်လေးကအသင်းတော်ဗိမာန်တော်ကသူတို့လေအေးဆက်ရှိတဲ့အတွက်နော်ကျွန်တော်တို့တက်ကြီးရွယ်အိုတွေနော်အဖိုးအဖွားတွေတက်တာလေးနေလို့ရတယ်နောက်ပြီးတော့မှကျွန်တော်တို့အရင်အသက်ကြီးပြီးတော့ခါညောင်းတဲ့အသက်ရဆိုကျွန်တော်တို့ဟိုဘက်အခန်းလေးမှာရှိပါတယ်အဲ့ဒါအသက်ကြီးရွယ်တဲ့သီးသန့်လောက်ထားပြီးတဲ့အခန်းလေးရှိပါတယ်နော်ဒီနေ့အားလုံးပါဝင်တဲ့အတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းတယ်ဖိတ်ကြားတဲ့အပေါ်မှာလည်းပဲအကောင်းဆုံးမြတ်တန်နဲ့တုတ်ပြန်ပြီးတော့မှအသီးသီးလာရောက်ပါဝင်ပေးကြတဲ့မောင်နှမတွေအတွက်လည်းအထူးပဲကျေးဇူးတင်တယ်ဒီနေ့မှလည်းတချင်းပြန်ပွဲရှိတယ်အစစ်စစ်ပြီးသည့်တိုင်အောင်အတူပါရှိလိမ့်မယ်ကျွန်တော်တို့အကျွင့်မဲ့ယုံကြည်ပါတယ်လို့ထိုနည်းတူစွာပါပဲလာတန်းသောနေ့ရက်များမှာလည်းပဲဘုရားသခင်ရဲ့အမှုတော်မြတ်တိုးပြီးတော့မှကျွန်တော်တို့ပါဝင်ပြီးတော့မှဘုန်းထရှောက်ဖို့ဖြစ်ပါတယ်လို့ဒီမှာရောက်ရှိလာတဲ့သားသမီးအားလုံးဘုရားသခင်ရဲ့အထံတော်မှာဆုတ်တော်ကောင်းကြီးမင်္ဂလာအောဘော်ရခံစားရပါစေနှုတ်ခွန်းဆက်စကားပြောကြားပြီးတော့ဆရာတော်ရှိတာသူပဲကျေးဇူးတင်ပါတယ်အခုကျမတို့ဆက်လက်ပြီးတော့စောတိတော်အသင်းတော်ကလေးသူငယ်များရဲ့ဂုဏ်တော်ချီးမွမ်းခြင်းအပြင်ဆက်လက်ဝတ်ပြုကိုးကွယ်မှာဖြစ်ပါတယ်
ဘုရားသခင်ပေးတဲ့ဆွမ်းစားအားဖြင့်ချီးမွမ်းသားပေးသောဆောတိတော်အသင်းတော်မှာကလေးသူငယ်များအထူးပဲကျေးဇူးတင်ပါတယ်။ခုချိန်မှာကျမတို့အားလုံးအတွက်အထူးဆုတောင်းခြင်းတော်မှာဖြစ်ပါတယ်။ကျမတို့ကိုအထူးဆုတောင်းပေးမှာကတော့ဘုန်းတော်ကြီးအောင်ခိုင်ညဖြစ်ပါတယ်။ကျမတို့ဆုတောင်းခင်မှာဆုတောင်းလုံကမှတ်သားနာရီတစ်ပိုက်ကိုတည်ဆိုပြီးတဲ့အခါမှာဘုန်းတော်ကြီးကကျမတို့အတွက်ဆုတောင်းပေးမှာဖြစ်ပါတယ်။ပြီးတဲ့အခါမှာနားညောင်းတော်ပါတည်ဆိုချီးမွမ်းမှာဖြစ်ပါတယ်။ဆုတောင်းကြကုန်အံ့မေတ္တာဂရုဏာနှင့်ပြည့်စုံတော်မူသောကောင်းကင်ဘုံရှင်အဖထာဝရဘုရားတာယာသောနေ့တစ်တစ်ကိုပေးသနာပြီးဘုရားရှင်ဘုရားကိုယုံကြည်နာခံလိုက်လျှောက်သောဘုရားသခင်ရဲ့သားသမီးများအားလုံးတူတကွဤဗိမာန်တော်မှာစုစည်းလျက်ရှေ့တော်မှာသို့တိုးဝင်ချစ်ကပ်ဝတ်ပြုကိုးကွယ်ခွင့်ရရှိသည့်အတွက်လည်းပဲဘုရားကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုပါ၏လူသားများဖြစ်သားပြီးမထိုက်တန်ခြင်းအာနယ်ခြင်းပေါ်ရော့ခြင်းများကိုရှင်ခွတ်လွတ်တော်မူပါမည်အကြောင်းရှေးဥစွာသနာတော်ခံပါ၏သားမီးတို့မေတ္တာပို့ဆုတောင်းသောအရာများတို့သည်လည်းပဲဘုရားရှင်ဘုရားရှိတော်မောင်းနဲ့လက်ခံပွေသောပူဇော်တကာဖြစ်စေခြင်းလို့ငါဝိညာဉ်တော်ဘုရားကြွားရအုပ်စုလျက်သွန်သင်လမ်းပြပဲ့ပြင်တော်မူပါယုဒရှင်ဖာထာဝရမြတ်စွာဘုရားခဏေကျော်တောင်ကူမြို့ရမှာရှိသောဘုရားရှင်ရဲ့သားသမီးယုံကြည်သူအသင်းတော်များအသီးသီးသည်လည်းပဲခရိယန်အိမ်တော်အဖွဲ့ငယ်ဤအစီအစဉ်ဖြစ်သောဤဝတ်ပြုကိုးကွယ်ခြင်းမှာအတူတကွလာရောက်ဝတ်ပြုကိုးကွယ်ကြသောအခါမှာလည်းပဲဘုရားရှင်ဘုရားဤထံတော်ပါ၌ကျူစင်သောစိတ်နှိမ့်ချသဘောပင်တိုးဝင်ချစ်ကပ်နိုင်ဖို့ခွန်အားပေးတော်မူပါမဆတော်မူပါဤတောင်မြို့မှာရှိသောကျော်တို့၏ဂိုင်းကနအသင်းတော်တီးတီးကိုလည်းပဲဘုရားရှင်ဘုရားရဲ့ကွယ်ကာခြင်းကောင်းကြီးပေးမောသို့ဆက်ကပ်အပ်နံပါ၏ဘုရားသခင်ထံတော်ပါမှလူသားကြံစည်မမီနိုင်သောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတို့သည်တော့အသင်းတော်အသီးသီးပေါ်မှာသက်ရောက်၍တည်ရှိစေတော်မူပါသင်တော်အသီးသီးမှာရှိသောသင်အုပ်ဆရာတော်များမှစ၍အမှုတော်ဆောင်များအသင်းသင်သားများအားလုံးကိုလည်းကိုရှင်ကောင်းကြီးပေးတော်မူပါကိုရရှင်ဖျားပေါ်မှာထားရှိသောယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းကိုလည်းပဲဒီနေ့တခြားအာကြီးစေခြင်းလုံငါမဆကောင်းကြီးပေးသနာတော်မူပါသာမီးတို့အသင်းတော်တီးတီးတို့သည်လည်းပဲဥကောင်းသည်ဟုသောသခင်ခရစ်တော်၌ဥပေါင်းပောင်ဝဲရှိသောအင်္ဂါချင်းများဖြစ်သည့်အားလောစွာအင်္ဂါချင်းချင်းတူကိုတူပြန်လည်လေးစားမှုနားလည်မှုတန်ဖိုးထားမှုကုညီမဆာမှုပံ့ပိုးကုညီမှုအဖြစ်ခရစ်တော်ရဲ့စစ်မှန်သောကိုယ်ခန္ဓာအဖြစ်ဆက်လက်၍ဒီလောကမှာတက်တည်ခံနိုင်သောသင်တော်တည်တည်ဖြစ်စေတော်မူပါ
တင်းတော်တီးတီးကိုဥဆောင်နေရတဲ့တိုးထင်းများလည်းကိုရှင်ကောင်းကြီးပေးတော်မူပါသူတို့တက်တာမှာလိုအပ်တဲ့ခန္ဓာစိတ်ဝိညာဉ်ကျမ်းမာခြင်းစုကျေးဇူးများတော်မကလိုအပ်တဲ့ဝိညာဉ်တကူလိုအပ်တဲ့ပါရမီစုကျေးဇူးလိုအပ်တဲ့ကောင်းကြီးမင်္ဂလာများကိုရှင်ဖျားပေးသနာတော်မူလျက်ပေးရထားသောသိုးတော်စုကိုလည်းပဲတိုးထင်းကောင်းပိသစွာသစ္စာရှိစွာရှင်လန်းဝါမြောက်စွာဖြင့်ဥဆောင်နိုင်သောကိုရှင်ဖျားရဲ့တိုးထင်းကောင်းများဖြစ်စေဖို့ကောင်းကြီးပေးတော်မူပါမိမိတို့ရဲ့အသက်တာအပြောအဆိုအနေထိုင်ဟောပြောအားဖြင့်လည်းပဲတပါးသူတို့ရှေ့မှာလည်းပဲကိုရှင်ဖျားအတွက်ပုံသက်တည်ကောင်းပြနိုင်သောမှုတော်ဆောင်များဖြစ်စေဖို့လည်းပဲကောင်းကြီးပေးတော်မူပါသူတို့သက်ဆိုင်လည်းရှိသောအိမ်တော်မိသားစုများလည်းကောင်းကြီးပေးလျက်ယောရှုနှင့်သူ၏အိမ်တော်မိသားစုကဲ့သို့ငါနှင့်ငါမိသားစုဖြင့်လည်းထာဝရဘုရားကိုသာဝတ်ပြုပါမည်ဟုသည်ယောရှု၏ဂတိသစ္စာပေါ်ပြသည့်အတိုင်းကိုရရှင်ဘုရားရဲ့အမှုတော်ဆောင်အိမ်တော်မိသားစုတို့သည်လည်းပဲကိုရရှင်ဘုရားကိုသာထာဝရကိုးကွယ်ဝတ်ပြုသောအစေခံသောအိမ်တော်မိသားစုများအသီးသီးဖြစ်စေတော်မူပါကိုရရှင်ဘုရားပေးသနာတော်မူသောသားသမီးများကိုလည်းကောင်းကြီးပေးလျက်သူတို့သည်လည်းပဲမိဘတို့၏အမှုတော်ဆောင်ခြင်း၌အကောင်းဆုံးပါဝင်ဆက်ကပ်စေခံနိုင်သောသားသမီးများဘုရားရှိလူရှိမှမျက်နှာရသောသားသမီးများဖြစ်စေတော်မူပါသူတို့အသင်တို့တင်သားဖြစ်သောကိုရရှင်ဘုရားရဲ့သားသမီးအယောက်စီတန်းကိုလည်းပဲကိုရရှင်ဘုရားတန်ဆက်ကပ်အနံပါ၏ယခုချိန်ခဲရင်ဆိုးရသောချိန်ကာလမှာလည်းပဲမြို့တို့ရဲ့နေ့စဉ်တက်တာမှာတွေ့ကြုံရင်ဆိုင်နေရတဲ့ဒုက္ခခက်ခဲများစိုးရိမ်ပူပန်မှုများကြောက်ရွံ့ထိတ်လန့်စရာများဤအရာများကြားမှာရင်ဆိုင်ဖြတ်တန်းရှင်သန်နေရသောအခါမှာလည်းပဲမိမိတို့ရဲ့ယုံကြည်ခြင်းကိုအားမလျော့စေပဲဤစုံစမ်းခြင်းများခက်ခဲများကြားမှာယုံကြည်ခြင်းကိုတိုး၍အားထုတ်ရှင်သန်နိုင်သောအိမ်တော်မိသားစုများအသီးသီးဖြစ်စေဖို့လည်းမဆရမှုပါအိမ်တော်မိသားစုတင်တင်တိုင်းတော်မိသားစုအသီးသီးတို့ရဲ့အသက်တာသွာလာနေထိုင်လောက်ကင်ကြံစီသမျှသောအရာများလည်းကိုရှင်ကောင်းကြီးပေးတော်မူပါသူတို့ရဲ့လှုပ်ဆောင်သောအရာတစ်ခုစီကိုလည်းပဲဘာဖျားသခင်၏ကွယ်ကာခြင်းလမ်းပြပို့ဆောင်ခြင်းအပြင်မိတို့၏မိသားစုအတွက်ဇာဝနေရေးအတွက်လှုပ်ဆောင်လည်းရှိသောလုပ်ငန်းဆောင်တာများကောင်းမွန်စွာဖြင့်လောက်ကင်ဆောင်ရွက်နိုင်ပြီးဘေးအန္တရာယ်မျိုးစုံမှကင်းဝေးလျက်ကျမ်းမာပျော်ရွှင်စွာဖြင့်မိတို့ရဲ့လုပ်ငန်းဆောင်တာများကိုလောက်ကင်ဆောင်ရွက်ခွင့်နှင့်တူအသီးပွင့်များကိုလည်းမြင်တွေ့ခွင့်ရရှိကိုရရှင်ဘုရားရဲ့ကျေးဇူးတော်ကိုပြန်လဲ၍ရေတွက်ချီးမွမ်းခွင့်ရေတွက်ချီးမွမ်းနိုင်သောသာသမီအနောင်မိသားစုများဖြစ်စေဖို့လည်းမဆကောင်းကြီးပေးတော်မူပါဒီနေ့မိသားစုများအသက်တာတည်ဆောက်သောအခါမှာလည်းပဲစုံစမ်းခြင်းတွေ့ကြုံနေရသောအနောင်မိသားစုများခက်ခဲပေါင်းများစွာကြုံတွေ့နေအနောင်မိသားစုများကြောက်ရွံ့ဆိုးရမှုများကြုံတွေ့နေအနောင်မိသားစုများစိတ်ပြည့်အားငယ်နေသောအနောင်မိသားစုများဖိနှိပ်ညှင်းဆဲမှုခံနေအနောင်မိသားစုများအားလုံးအတွက်လည်းမေတ္တာပို့ဆုတောင်းပေးပါ၏သူတို့လည်းကိုရရှင်ဘုရား၏တနာခြင်းကုဏအဖြစ်လွတ်မြောက်ရာလမ်းများကိုလည်းပဲရရှိစေဖို့မဆကောင်းကြီးပေးသနာတော်မူပါအသင်းတော်သည်လှုပ်ဆောင်လည်းရှိသောဝိညာဉ်ဆိုင်ရာကန္တလှုပ်ဆောင်မှုတော်၎င်းစီမောင်ချုပ်မှုဆိုင်ရာလှုပ်ဆောင်မှုများတော်၎င်းဗန္ဒာရေးဆိုင်ရာလှုပ်ဆောင်မှုများတော်၎င်းပရောရှင်ဖျားအသင်းတော်သည်ရဲ့လှုပ်ဆောင်မှုများခတ်သိမ်းလည်းကောင်းကြီးပေးတော်မူပါလှုပ်ဆောင်လည်းရှိသောဝိညာဉ်ရေးဆိုင်ဖြစ်စေသင်းတော်ရဲ့တိုးတက်ကြောင်းဖြစ်စေဧဝံဂေလိနတ်ပြဖို့လုံငါဖြစ်စေသာသနာတိုးတက်ခြင်းလုံငါလှုပ်ဆောင်သောအရာများဖြစ်စေဖဖျားကောင်းကြီးပေးတော်မူပါပရောရှင်ဖျားကောင်းကြီးမင်္ဂလာအားဖြင့်လည်းပဲဒီလှုပ်ဆောင်သမျှအားလုံးတို့သည်အချီးနှီးတက်မဖြစ်စေပဲရည်မှန်းထားသည့်အတိုင်းအောင်မြင်စွာလှုပ်ဆောင်နိုင်ပြီးဖဖျားသခင်ရဲ့ဘုန်းတော်ထင်ရှားစေသောအရာများသာဖြစ်စေတော်မူပါမည်အကြောင်းစက္ကပ်အနံပါ၏ယူဒရှင်ဖထာဝရမြတ်စွာဘုရားခဏသားမျိုးတို့တိုင်းပြည်အတွက်လည်းမေတ္တာဖို့ဆုတောင်းပေးပါ၏တိုင်းပြည်ကိုအုပ်ချုပ်နေသောသူများကိုလည်းကိုရှင်သူတို့ရဲ့အသက်တာကိုလည်းတွင်တင်လမ်းပြပဲ့ပြင်တော်မူပါ
မိတို့တိုင်းသူပြည်သားများကိုတရားတော်နှင့်ညီဥဆောင်နိုင်သောခေါင်းဆောင်မှုပြုနိုင်သောဆိုရတရားဖြစ်စေပေါ်လည်းပဲကိုရရှင်ဖျားဆက်လက်၍လမ်းပြပို့ဆောင်ပေးသနာတော်မူပါမည်ကြောင်းလည်းပဲဆက်ကပ်အနံပါ၏တိုင်းပြည်တွင်မှလည်းတွေးကြုံနေရသောဆိုရင်ကြောင်းကြပွဲကောင်းသောအဖြစ်နေများတိုင်းပြည်တစ်ပြည်လုံး၌ကြုံတွေ့နေရသောဘေးဒုက္ခအမျိုးမျိုးများအေးရာများကြားမှာကြုံတွေ့ခံစားနေရတဲ့တိုင်းသူပြည်သားများကိုလည်းကိုရရှင်ဖျားတနာခင်ဂုဏသက်တော်မူပါသူရဲ့နေ့စဉ်သက်တာဘေးလွတ်လုံခြုံစွာဖြင့်သွာလာနေထိုင်လောက်ကင်စားတော့နေရသောအခွင့်ကိုလည်းကိုရရှင်ဖျားပြင်ဆင်ပေးသနာတော်မူပါသူတို့အားကူညီဖေးမနေသောသူများတူးစီကိုလည်းကောင်းကြီးပေးတော်မူပါအခုချိန်မှာကြုံတွေ့တဲ့ဒုက္ခပြဿနာများကြားမှာအချင်းချင်းတူတူပြန်လည်ဖေးမကူညီခြင်းအပြင်ကိုရရှင်ရဲ့သာသမီပိတသောအသက်တာများတိုး၍တိဆောက်နိုင်ဖို့အတွက်လည်းပဲကောင်းကြီးခွန်အားချပေးသွန်လောင်းတော်မူပါယုဒရှင်ဖထာဝရမြတ်စွာဘုရားဆက်လက်ပြီးတော့ဗာမျိုးအတိုင်းပြည်ကိုလည်းပဲကိုရရှင်ဘုရား၏မဟာကရုဏာတော်အားဖြင့်တရားမျှတခြင်းငြိမ်းချမ်းခြင်းကိုလည်းပဲအမြန်ဆုံးတိဆောက်နိုင်သောအခွင့်ရရှိစေဖို့ကိုရရှင်မဆသနာတော်မူပါဗာမျိုးအတိုင်းပြည်လည်းကိုရရှင်ကွယ်ကာတော်မူပါကိုရရှင်ဘုရားရဲ့တန်ရှင်သောကောင်းကင်တမန်များတတ်ချဆောင်ထိန်ခြင်းအားဖြင့်လည်းပဲဘေးအန္တရာယ်မျိုးစုံမှကင်းဝေးစေတော်မူပါမည်အကြောင်းလည်းပဲဆက်ကပ်အနံတနာတော်ခံပါ၏ဒီနေ့ကိုရရှင်ဘုရားရှိတော်မှာလာဝပြုကိုးကွယ်ကြသောသာသမီကျွန်တော်ကျမတို့တူစီအသက်တာနှင့်တကွသက်ဆိုင်ရှိန်တော်မိသားစုများအသက်တာတည်တည်လည်းကိုရရှင်ဘုရားဆက်လဲ၍ကောင်းကြီးပေးတော်မူပါလိုအပ်တဲ့ခွန်အားလိုအပ်တဲ့ခန္ဓာ၏စွမ်းအားများလိုအပ်တဲ့စုကျေးဇူးပါရမီများကိုလည်းချပေးသွန်လောင်းတော်မူလျက်မိတို့ရှိသည့်ရှိသည့်နေရာမှာရှိသည့်အစွမ်းဖြင့်ကိုရရှင်ဘုရားအတွက်ပါဝင်ဆက်ကပ်စေခံနိုင်ပြီးမိမိတို့ရဲ့အသက်တာအပြင်ဘုရားသခင်ဘုန်းတော်ထင်ရှားစေသောအိမ်တော်မိသားစုအသက်တာတည်တည်ဖြစ်စေဖို့လည်းပဲကောင်းကြီးပေးသနာတော်မူပါဒီနေ့ဝတ်ပြုကိုးကွယ်ခြင်း၌လည်းပဲကြားနာရမည့်တရားဒေသနာကိုလည်းကိုရှင်ကောင်းကြီးပေးဗိသိက်ပေးတော်မူပါဟောပြောဝမြမဲ့ကိုရှင်ဘုရားရဲ့သမီးကြီးဆရာမကိုလည်းကောင်းကြီးပေးလျက်သူရဲ့နှုတ်ထွက်စကားများကြံစီသောတွေးတောထားသောအရာအားလုံးတန်ရှင်းသောဝိညာဉ်တော်ဘုရားလမ်းပြပို့ဆောင်ကောင်းကြီးပေးခြင်းအပြင်ဟောပြောသောတရားဒေသနာစကားတို့သည်လည်းပဲကောင်းသောမြေပေါ်မှာကြားလျက်အစ30အစ60အစ100ပွားများသောကိုရရှင်ဘုရားနှုတ်ကပတ်တရားဖြစ်စေဖို့ဟောပြောသောသူနှင့်ခံယူသောသူတို့နှလုံးသားများကိုလည်းပဲတန်ရှင်းသောဝိညာဉ်တော်အပြင်ပြင်ဆင်ပေးသနာတော်မူပါဆက်လက်ပြီးဤဝတ်ပြုကိုးကွယ်ခြင်းစီစဉ်ပြီးသည့်နောက်လောက်ဆောင်မည်စီစဉ်တစ်ခုစီလည်းကိုရှင်များဆက်လက်၍ပါရှိကောင်းကြီးပေးသနာတော်မူပါလောက်ဆောင်သမျှသောအရာအလုံးတို့သည်လည်းပဲကိုရှင်ဘုရားရဲ့ဘုန်းတော်ကိုပုံမူ၍ထွန်းတောက်စေသောကိုရှင်ဘုရားအလင်းကိုပုံမူ၍ထွန်းလင်းစေသောအမှုရာများသာလျှင်ဖြစ်စေတော်မူပါဒီကဲ့သို့လောက်ဆောင်ခြင်းအားဖြင့်လည်းပဲသားမီးတို့ကြားမှာတူပုံမူ၍နားလည်မှုပုံမူ၍လေးစားတန်ဖိုးထားမှုတို့အဖြစ်ဆက်လက်ပြီးတော့ကိုရရှင်ဘုရားရဲ့အင်္ဂါခြင်းများဖြစ်ကောင်းဆုံးတိဆောက်သက်ရှင်နိုင်သောအခွင့်ကိုသာဖြစ်စေဖို့မဆတနာတော်မူပါဤဗိမာန်တော်နဲ့တကွဤနေရာမှာနေထိုင်ကြသောကိုရရှင်သားသမီးမှုတော်ဆောင်များမှစ၍ကိုရရှင်သားသမီးရောက်စီတိုင်လည်းကောင်းကြီးပေးတော်မူပါနေထိုင်သောသူများလုံခြုံစွာနေထိုင်ခွင့်ရရှိတဲ့ကဲ့သို့ဤနေရာသို့ဝင်ထွက်သွားလာသူမှများကိုရရှင်မေတ္တာတရားနှင့်ညီသက်ခြင်းကိုလည်းခံစားရရှိစေခြင်းအလို့ငါဤဗိမာန်တော်နှင့်ဤဝင်းတစ်ခုလည်းကိုရှင်ကောင်းကြီးပေးသနာတော်မူပါဒါမျိုးဆက်ကပ်အနဆုတောင်းသောအရာများသာမကဒါမျိုးတို့အသင်းတော်သည်သူရှေ့ဆက်ပွားသက်တာတဲ့လိုအပ်တဲ့ကောင်းကြီးမင်္ဂလာအဝဝလည်းကိုရှင်ဘုရားဂရုဏာတော်တိုင်းဆက်လက်ပြေဝဆုံလင်းစေတော်မူပါမည်အကြောင်းတပါးဒီတော်သားတော်ရှင်ခရစ်တော်ဘုရား၏နာမကိုသာမြည်ပြု၍ယုတိလေးမြတ်စွာဖြင့်ဆက်ကပ်အနံသနာတော်ခံကြပါသည်ဖဖျားအာမင်
ကျမတို့တွေအတွက်ပြည့်စုံစွာဆုတောင်းတော်ပေးတော့ဘုန်းတော်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ခုချိန်မှာကျမတို့ခံစားရတဲ့ကောင်းကြီးမင်္ဂလာများစွာတဲကနေပြီးတော့လူတော်ငွေပြန်လည်တင်လူပူဇော်မဲ့ချိန်ဖြစ်ပါတယ်ကျမတို့လူတော်ငွေကောက်ခံတဲ့ချိန်မှာပကူးလူငယ်နဲ့အတူကြောက်တွင်းအသင်းတော်ရဲ့ဂုဏ်တော်ချီးမွမ်းခြင်းနှစ်ပုဒ်ကိုကျမတို့ကြားမှာဖြစ်ပါတယ်ပကူးလူငယ်အသင်းတော်ချီးမွမ်းခြင်းနဲ့ကြောက်တွင်းအသင်းတော်ရဲ့လူငယ်ရဲ့ချီးမွမ်းခြင်းဖြစ်ပါတယ်ရှေးဦးစွာလူတော်ငွေကိုတော့ဆရာမကြီး S တက်ကနေပြီးတော့ဆက်ကပ်ပေးမှာဖြစ်ပါတယ် လူတော်ငွေစက္ကကြပါစို့ကောင်းကင်ရဲ့မြေကြီးကိုအစိုးရရုံသာမကလူတော်အပေါင်းတို့ရဲ့ထွက်ချင်းဝင်ချင်းထွက်သက်ဝင်သက်တို့ကိုအစိုးရတော်မူသောအဖနာမတော်ဒီကဘာဆက်ပုံချင်းရှိပါစေတော့အဖထာဝရဘုရားတနာချင်းကုဏမကုံသောကြောင့်ဒီနေ့2024နိုဝင်ဘာလ16ရက်နေ့ထိတောင်ကိုတော့ပို့ဆောင်ခဲ့ပြီကိုတော့ကျေးဇူးတော်ကြီးမားပါတယ်လို့ဝန်ခံပါတယ်ဒီနေ့မှလည်းထာဝရဘုရားသခင်ကျေးဇူးတော်ကြောင့်ယနေ့စီစဉ်ထားတဲ့အစီအစဉ်ကိုလည်း ထမြောက်ခွင့်ပေးတဲ့ဤဝတ်ပြုခြင်းအစီအစဉ်အတွက်လည်းကျေးဇူးတင်ပါတယ်။ဒီနေ့တောင်မြို့နယ်မှာရှိကြတဲ့ခရိယာအိမ်တော်များစုပေါင်းဝတ်ပြုကိုးကွယ်သည့်အစီအစဉ်ကိုကိုတော်ကျေးဇူးပြုတဲ့အတွက်နာမတော်ကိုချီးမွမ်းပါတယ်။ကိုတော်ကျေးဇူးပြုလို့ဤအစီအစဉ်ကိုဆောင်ရွက်တဲ့အခါမှာလည်းသားသမီးတို့ဒီဤလောကကြီးမှာနေထိုင်တဲ့အခါမှာကိုရဲထောက်ပံ့ခြင်းအမျိုးမျိုးလိုအပ်တယ်။ထိုထောက်ပံ့ခြင်းထဲမှာလည်းငွေကြေးပါသောကြောင့်ကျေးဇူးတင်ပါတယ်။ဘုရားခင်ကိုရဲဒတိုင်းတော်အိမ်တော်ထဲကိုရဲအသင်းတော်ထဲမှာ ဒီနေ့ခရိယာအိမ်တော်များစုပေါင်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်နဲ့အတူငွေဘဏ္ဍာအဖြစ်လည်းဝတ်ပြုကိုးကွယ်ခွင့်ရသောကြောင့်ကျေးဇူးတင်ပါတယ်။လောကကြီးမှာသားသမီးတို့ကိုကိုယ်တော်ထောက်ပံ့ပေးတဲ့ထက်မှာဤငွေဘဏ္ဍာအတွက်လည်းကျေးဇူးတင်ပါတယ်။ယနေ့ကိုယ်တော်ထောက်ပံ့ပေးတဲ့ငွေဘဏ္ဍာထက်ကနေအနည်းငယ်သောဘဏ္ဍာကိုကိုယ်တော်ကိုဝတ်ပြုခြင်းနဲ့ဆက်ဆိုင်တဲ့နေရာမှာလည်းသားသမီးတို့ယူဆောင်လာကြပါတယ်။ကိုယ်တော်သားသမီးတို့အသက်တာနဲ့တကွဤဘဏ္ဍာကိုညှင်းပယ်တော်မူပါနဲ့သုံးပေးတော်မူပါ။ ဘုရားခင်တခါတည်းမှာသားမီးတို့ဒီကိုရာထောက်ပံ့ပေးတဲ့ငွေဘဏ္ဍာထဲမှာအစာမဟုတ်တဲ့အစာအတွက်သုံးမိတဲ့အပြစ်တွေလည်းခွလွတ်တော်မူပါအကျိုးမရှိတဲ့အရာတွေမှာသုံးမိခဲ့တဲ့အရာများအတွက်လည်းခွလွတ်တော်မူပါဒီနေ့ထာဝရဘုရားခင်အလိုရှိတဲ့နေရာမှာစိုက်ပျိုးတတ်ပြီးတော့ထာဝရဘုရားခင်ဘုန်းတော်ထင်ရှားစွာသုံးတတ်ဖို့လို့ငါလဲကိုရောအလိုရှိရဆိုတာသားမီးတို့သိတယ်ထို့ကြောင့်ကိုရောအလိုတော်နဲ့ညီငွေသုံးဆွဲခြင်းမှုမှာမှားယွင်းခဲ့တဲ့အပြစ်တွေကိုလည်းခွလွတ်လျက် ဒီနေ့ထာဝရဘုရားရဲ့မျက်မှောက်တော်ထဲမှာယူဆောင်လာပြီးတော့ဝတ်ပြုတဲ့ဤဘန္နာနဲ့ကွာအသက်တာကိုလည်းကိုရောလက်ခံပြီးသုံးပေးပါစာရမဏဖြတ်စည်းခြင်းခွင့်လူယူခြင်းခွင့်ကိုရောမပေးဘဲနဲ့ကိုရောနိုင်ငံတော်ကျယ်ဝန်းတဲ့ထဲမှာကိုရောသုံးပေးပါမကြောက်ဆုတောင်းပါတယ်ယနေ့ပါဝင်ကြတဲ့သားမတယောက်စီတိုင်းတို့ရဲ့လက်များအသီးသီးလည်း တဖန်ပြန်လဲကောင်းချီးပေးပါလာလတန်သောနေ့ရက်ကာလတို့မှာဘုံတော်ထင်ရှားစွာငွေဘာနာအားဖြင့်လဲယနေ့ကိုရောနိုင်ငံတော်ထဲမှာအစေခံတတ်ကြပါပြီကြောင်းယနေ့ငွေဘာနာအားဖြင့်လဲကိုရောစိတ်တော်နဲ့တွေ့တဲ့ဝတ်ပြုခြင်းတွေကိုဆောင်ရွက်နိုင်ပါပြီကြောင်းလဲယနေ့ဘေးလူသူရောက်စီတဲ့အတ္တတာသီးလွယ်ကောင်းချီးပေးတော်မူပါကျေးဇူးတော်ကြီးပါတယ်လို့ဝန်ခံရင်းနဲ့ကိုရောထောက်ပံ့ပေးတဲ့ဘာနာငွေထက်ကနေကိုရောနိုင်ငံတော်ဘို့လောအငနဲငယ်ပေါင်းတဲ့ဘာနာအသီးသီးနဲ့တကွအတ္တတာအသီးသီးကိုကိုရောမငင်းမဲ့လက်ခံပြီးသုံးပေးပါပြီကြောင်းဂျေဇုတော်ပေါင်းကိုချီးမွမ်းဆက်ကအနန္တခါမှာတေကျေအောင်မြင်တော်မူသောယေရှုခရစ်တော်ဖျားမြတ်သောနာမကိုမြည်ပြုလက်ချီးမွမ်းဆက်ကအနန္တပါလေခမည်းတော်ဖျားအာမင်နည်းနည်းလေးပြောပြခြင်းနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကကြိုတင်ပြီးတော့မှခရစ်ယာန်အိမ်တော်စာအဲ့လေးတွေကိုကျွန်တော်တို့အသင်းတော်တိုင်းကိုဝေမျှထားပါတယ်လို့ဒီနေ့ပါဝင်တဲ့မောင်နှမတွေအားလုံးအထဲထဲမှာဒီဘန္နာကိုစာအိတ်ကလေးတွေရရှိတဲ့မောင်နှမတွေအားလုံးလည်းအလူငွေကောက်ခံတဲ့အခါမှာအဲ့ဒီအလူငွေစာအိတ်တွေထည့်ပေးပါမပါဝင်အလူငွေစာအိတ်မပါတဲ့လူတွေအားလုံးတို့လည်းခန္ဓာကောင်းကြီးတဲ့ထည့်ဝင်ပေးပါလို့နော်အထူးသဖြင့်စာအိတ်ဝေထားတဲ့အတွက်စာအိတ်ပြန်ပါလာရင်ပြန်ထည့်ပေးပါအိတ်ထဲမှာစာအိတ်မရသောသူများခန္ဓာကောင်းကြီးတဲ့စေတနာစိတ်နဲ့ယနေ့ကျွန်တော်တို့အဖွဲ့ငယ်လေးအတွက်ပါဝင်ပေးလို့ဖို့မြတ်တန်လည်းဖိတ်ခေါ်ပါတယ်လို့အခုလူငယ်သားမောင်မလေးများမဟဲ့ကျွန်တော်ပြောလေပေါ်လေပြီးလို့ရှိရင်ကျွန်တော်တို့ကြောက်တွင်းမိသားစုနော်ဟုတ်
သားစုပါစံအိမ်ရဲ့လာပါခရစ်တော်ရှင်အောင်ဆိုစေဘုချိန်ပံပြမြတ်ကေယုံကြည်သူမိသားစုအိမ်တော်ဝတ်မြတ်စင်ပြုအိမ်တော်ဝတ်ပြုခြင်းဝတ်ခြင်းသာနာမည်နေကောင်းမြတ်အိမ်တော်ချစ်ခြင်းမြတ်တာကိုတော်ဆန်းစင်လာပါခြင်းများတဲ့ပြည့်စေသာယာပျော်ရွှင်ပါစေရာရာကြုံတဲ့တောင်းပန်တဲ့ရင်ဆိုင်ရာချစ်ခြင်းမြတ်တာအိမ်တော်ကိုလုံးကျဲပါနေချင်အိမ်တော်ဝမ်းမြောက်ရွှင်လန်းမိသားစုပါဘုရားရှင်ရဲ့မြတ်တာခရစ်ရဲ့အိမ်တော်ထဲမှာသာယာပျော်ရွှင်နေချင်အိမ်တော်တွင်မြတ်တာပါကျိုးသာအိမ်တော်ပြုံးမလာစေခြင်းမြတ်တာမြောက်ဝင်နေပြောစရာမိသားစုပါဆံအိမ်ရဲ့လာပါဆိုစေဦးထိပ်ပံပြမြတ်ကေယုံကြည်သူမိသားစုအိမ်တော်ဝတ်မျက်စင်ပြုအိမ်တော်ဝတ်ပြုခြင်းဝတ်ခြင်းသာရလင်းနေကောင်းမြတ်အိမ်တော်ချစ်ခြင်းမြတ်တာကိုတော်ပန်းစင်လာပါရှင်များနဲ့ပြည့်စေသာယာပျော်ရွှင်ပါစေရာရာချုံတဲ့လုံးပန်းနဲ့ရင်ဆိုင်ချစ်ခြင်းမြတ်တာအိမ်တော်ကိုလုံးကျွမ်းဝါနေချင်အိမ်တော်ဝမ်းမြောက်ရွှင်လန်းမိသားစုပါဘုရားရှင်ရဲ့မြတ်တာခရစ်ရဲ့အိမ်တော်ထဲမှာသာယာပျော်ရွှင်နေချင်အိမ်တော်တွင်မြတ်တာပါကျိုးသာအိမ်များပြုံးပန်းလာစေခြင်းမြတ်တာမြောက်ဝင်လေပြောစရာမိသားစုပါဆံအိမ်ရဲ့လာပါရှင်မြတ်တာမြဝေရေရောစရာမိသားစုပါဆံအိမ်ရဲ့လာပါ
အလိုကကန်စင်မှာအကဏ္ဍတီးတီးရနဲ့သုံးတော့ခံပေးသွားသောသူရောက်ရှိတဲ့အထူးပဲကျေးဇူးတင်ပါတယ်ခုချိန်တိုင်းမှာဒေသနာဆရာရွေးချယ်ထားသောတမန်ကျမ်းစာတော်မြတ်ကိုဆရာမရှာရုဖော်ကနေပြီးတော့ဖတ်ကြားပေးမှာဖြစ်ပါတယ်ဒေသနာဟောပြောမယ့်ဆရာမရွေးချယ်ထားတဲ့ကျမ်းပိုင်းနဲ့ပိုက်ကိုဖတ်ကြားမှာဖြစ်ပါတယ်ပထမတစ်ပိုက်ကျ129ခုမြောက်သောဆလံပိုက်ငယ်1ထာဝရဘုရားသည်အိမ်ကိုဆောက်တော်မူမူလေဆောက်သောသူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုစောင့်တော်မူမူလေကင်းဆောက်တို့သည်အချီးနှီးဆောင်ကြ၏ဒုတိယပိုက်ကျတော့128ခုမြောက်သောဆလံပိုက်ငယ်1မှနေထာဝရဘုရားကိုကြောင်း၍လန်ခီတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထို့သောပြုလင်တင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်ကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ကျမတို့ဆရာတော်ခုဖားဆေးနဲ့ညီကိုမောင်နှမများထံမှဂုဏ်တော်ချီးမွမ်းခြင်းအပြင်ဆက်လက်ဝတ်ပြုကိုကိုကြပါစို့
ုတော်ချီးမွမ်းပေးသောဆရာတော်လေးညီကိုမောင်နှမများထူပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျမတို့ကိုဖျားရှင်နှုတ်ဘတ်တော်တိုက်တွန်းဝင်ငါခွန်အားပေးမှာကတော့ဆရာမဖော်လူလူဖြစ်ပါတယ်ကျမတို့ဒေသနာကိုကြိုဆိုသောအဖြစ်အတူတကွမတ်တရရဲ့တခြင်းမတ်စင်1တခြင်းမတ်စင်1မြစ်တာအိမ်တော်၄ပိုင်းရှိပါတယ်ကျမတို့အတူတကွကုံတော်ချီးမွမ်းပြီးတဲ့အခါမှာနှုတ်ဘတ်တော်တိုက်တွန်းဝင်ငါခွန်အားပေးမယ်ဆရာမလက်ထက်ကိုချိန်တိုင်းအနံပါတယ် Thank
အားလုံးပဲမင်္ဂလာပါဖျားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ပထမဆုံးအနေနဲ့အိမ်တော်မိသားစုများအားလုံးပေါ်မှာဘုရားရှင်ရဲ့ကြွယ်ဝသောကောင်းကြီးမင်္ဂလာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းများရောက်စီတိုင်းအိမ်တော်စုစီတိုင်းပေါ်မှာကြားရောက်ပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်အိမ်နဲ့အိမ်တော်နဲ့ပတ်သက်ပြီးတော့ဆိုရိုးစကားလေးတွေအမျိုးမျိုးရှိပါတယ်အိမ်သာရင်အဲ့လာတယ်တဲ့နောက်ပြီးတော့အိမ်ကိုလက်နဲ့တိဆောက်တဲ့အိမ်တောင်ကိုတော့နှလုံးသားနဲ့တိဆောက်ရတယ်တဲ့house is made by hand home is made by heart ချို့တူပဲအသင်းတော်အစအိမ်တောင်ကဆိုပြီးတော့ပြောတယ်ချို့တူပဲအေးချမ်းသာရသောအိမ်ကောင်းကင်ပုံရိပ်ပင်ဆိုပြီးတော့ဟီအမှုမုခုကဒူးဆိုတာလည်းရှိပါတယ်ချို့တူပဲဓမ္မကျမ်းစာထဲမှာလည်းပဲသာရဘုရားသည်အိမ်ကိုဆောက်တော်မူလျင်ဆောက်တော်သူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏တဲ့129ခုမြောက်သောဆာလံအပိုင်ငယ်1မှာဖြစ်တယ်လို့ဟေဘဲအခန်းကြီး3ခန်းငယ်4မှာလည်းပဲအိမ်မီဒီကတစုံတစ်ယောက်သောသူဆောက်တော်ကြောင့်ဖြစ်၏အလုံးစုံတို့ကိုတိဆောက်တော်သူကဖျားသခင်ပေကြီးဆိုပြီးတော့လည်းဖော်ပြထားပါတယ်ကျတို့လူတိုင်းကတွေ့ဘူးမှဖြစ်ပါတယ်အိမ်အမျိုးမျိုးရှိတယ်အိမ်အကြီးကြီးရှိတယ်လို့အိမ်သေးလေးတွေလည်းရှိတယ်ဝါးနဲ့ဆောက်တဲ့အိမ်ရှိတယ်လို့တစ်သားနဲ့ဆောက်တဲ့အိမ်ရှိတယ်တဲအိမ်ငယ်လေးတွေရှိတယ်လို့တိုက်အိမ်ကြီးတွေလည်းရှိတယ်ဘယ်လိုပဲဖြစ်နေပါစေဘယ်အိမ်မျိုးမှာပဲနေရပါစေအရေးကြီးဆုံးကတော့ပျော်ရွှင်တဲ့အိမ်တောင်မိသားစုဖြစ်ဖို့ရန်အရေးကြီးဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျမတို့အရောက်စီတိုင်းဟာခိုင်မြဲတဲ့အိမ်တောင်ပျော်ရွှင်တဲ့အိမ်တောင်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာခံစားရတဲ့အိမ်တောင်ကိုလိုချင်ကြပါတယ်ဒါကြောင့်မလို့ဒီလိုအိမ်တောင်တိဆောက်နိုင်ဖို့ရန်တွေ့ဘယ်လိုလုပ်ရမလဲကျွန်တော်အရောက်စီတိုင်းသိပါတယ်ပြန်လေပြီးတော့ဘယ်လိုခေါ်မလဲခုံအားပေးခြင်းပဲဖြစ်ပါတယ်ပထမအချက်အနေနဲ့သခင်ယေရှုခရစ်တော်ဖခင်ဆိုတဲ့ခိုင်မြဲတဲ့အုတ်မြစ်ပေါ်မှာကျမတို့ရဲ့အိမ်တောင်ကိုတိဆောက်ကြမယ်အဆောက်အဦတိုင်းမှာခိုင်မာတဲ့အုတ်မြစ်foundation လိုအပ်တယ်အဲ့ဒီခိုင်မာတဲ့ခိုင်မြဲတဲ့ foundation ပေါ်မှာတည်ဆောက်မှဒီအဆောက်အဦဟာခိုင်မြဲမှာဖြစ်ပါတယ်foundation အရေးကြီးတယ်အခြေခံအုတ်မြစ်မခိုင်မြဲဘူးဆိုလို့ရှိရင်သူ့အပေါ်မှာတည်ဆောက်တဲ့ဟာတွေကတော့ခဏလေးနဲ့ပြိုပြက်မှာပဲဖြစ်တယ်တကယ်ရှုဖျားသူပြောတဲ့ဥပမာတော်ပါရှမသက်ခရစ်ခန်းကြီးခုနှစ်အခန်းငယ်24ကနေ25မှာအကျဉ်သူသည်ငါပြောသောဤစကားကိုကြား၍နားထောင်၏ချို့သူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူချောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးတွေနှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲနေ၏ကြောက်ကဲ့သို့ခိုင်မာတဲ့ယေရှုဖခင်ရဲ့အပေါ်မှာကျမတို့ရဲ့အိမ်တောင်ကိုတည်ဆောက်ရမှာဖြစ်ပါတယ်ယေရှုဖခင်ကျမတို့ရဲ့အိမ်တောင်ဥကောင်းခရစ်မေပရှိခိုးထာဝရဘုရားကိုကြောက်ရွံ့ရမယ်ဘုရားသခင်ယေရှုဖခင်မှာကျမတို့အသင်းတော်အိမ်တောင်ကိုတည်ဆောက်တယ်ဆိုတဲ့အခါမှာထာဝရဘုရားကိုကြောက်ရွံ့ရမယ်ထာဝရဘုရားဝတ်မှာမွေ့လျော်ရမယ်ဆိုတာကဆွတောင်းခြင်းတမန်ကျမ်းစာဖတ်ခြင်းဝတ်ပြုခြင်းမှာမွေ့လျော်တဲ့သူဖြစ်ရမယ်ဖခင်အလိုတော်အတိုင်းအသက်ရှင်တဲ့သူဖြစ်ရမယ်ဖခင်သခင်နဲ့အတူအသက်ရှင်သွားလာတဲ့သူတွေဖြစ်ရမယ်ဒါတွေကယေရှုဖခင်ဆိုတဲ့ကြောက်ပေါ်မှာကျမတို့အိမ်တောင်ကိုတိဆောက်ခြင်းကျမတို့ရဲ့အသက်တာကိုတိဆောက်ခြင်းဖြစ်တယ်အိမ်တောင်ကိုတိဆောက်တဲ့အခါမှာ
တခါတလေနော်စုံစမ်းခြင်းတွေနော်ပြဿနာတွေအန္တရာယ်တွေအမျိုးမျိုးကြုံရမယ်နော်ရည်စည်းခြင်းတဲ့မိုးရွာခြင်းလေတိုက်ခြင်းနော်ဆိုတဲ့လောကရဲ့တိုက်ခိုက်ခြင်းတွေကိုဘလောက်ပဲခံရပါစေယေရှုဖခင်ပေါ်မှာကျမတို့အသက်တာကိုတည်ဆောက်တဲ့အတွက်ဖခင်ရှင်ကကျမတို့ရဲ့မိသားစုကိုသူဟာခိုင်ခိုင်မြဲမြဲကင်ဆွဲထားမယ်တည်တံ့ခိုင်မြဲစေမယ်ကျမတို့နာနဲ့ညအိမ်တော်ကိုပြုမယ်ကျေးဇူးတော်ချီးမွမ်းခြင်းအမြဲတမ်းပြုမယ်အမြဲတမ်းဆုတောင်းဖို့ပြုမယ်ဆိုရင်တော့ကျမတို့တွေ့ကြုံရမယ်အခက်အခဲပြဿနာတွေဘလောက်ပဲကြီးမားနေပါစေနော်သခင်ယေရှုရဲ့ခွန်အားနဲ့ကျမတို့ကြော်လွှားနိုင်မှာဖြစ်ပါတယ်ဒီအခက်အခဲပြဿနာတွေဟာကျမတို့အတွက်နော်ကောင်းခြင်းမင်္ဂလာအဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်128ခုမြောက်သောဆာလံအပိုင်ငယ်1မှ2ဖြစ်ပါတယ်ထာဝရဘုရားသည်ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထိုသို့ပြုလျင်သင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်ဒါကတော့ခင်ရှုဖျားဆိုတဲ့ဖျားခင်ရဲ့အပေါ်မှာကျမတို့ရဲ့အိမ်တောင်အသက်တာကိုတည်ဆောက်ခြင်းအပြင်ကောင်းကြီးများစွာကိုခံစားရမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့နော်ချစ်ချင်းမေတ္တာကိုအုံမိုးလွှမ်းခြုံမယ်ချစ်ချင်းမေတ္တာကိုအုံမိုးလွှမ်းခြုံမယ်တိကောခန်းကြီး73ခန်းငယ်73ယခုရင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လျက်ရှိ၏ဤသုံးပါးတို့တွင်ချစ်ချင်းမေတ္တာသည်အမြတ်ဆုံးဖြစ်သည်ဆရာကြီးတပါးပြောတယ်ကဘာပေါ်မှာတဲ့ပန်းလှလှလေးတွေမပွင့်တော့ဘူးဆိုရင်တဲ့ကဘာကြီးဟာနော်မလှတော့ဘူးတဲ့ကဘာပေါ်မှာတဲ့ကလေးငယ်လေးတွေမရှိတော့ဘူးဆိုရင်ကဘာကြီးမှာငြိမ်းချမ်းခြင်းပျော်ရွှင်ခြင်းတွေချုပ်ငြိမ်းသွားမယ်တဲ့ကဘာကြီးမှာတဲ့မေတ္တာသာမရှိတော့ရင်တဲ့ဒီကဘာကြီးဟာပျက်စီးပျောက်ကွယ်သွားမှာဖြစ်တယ်လို့ပြောထားတယ်ဒီကနေ့ချစ်မြတ်တာဟာအရေးကြီးပါတယ်အိမ်တော်မှာချစ်မြတ်တာသာရှိရင်ပျော်ရွှင်တဲ့အိမ်တော်ဖြစ်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ရှင်ပေါလုက1ကော73အခန်းငယ်4ကနေပြီးတော့ရှေ့မှာသူဘလို့ပြောပြထားတယ်လဲဆိုရင်မေတ္တာသည်စိတ်ရှည်တတ်၏ကျေးဇူးပြုတတ်၏မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာမနာမရှိမလျောက်ပတ်စွာမကျင့်တတ်ကိုယ်အကျိုးကိုမရှာတတ်ဒေါသအမျက်မထွက်တတ်အပြစ်ရှိသည်ဟုမထင်တတ်မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်သမတရား၌ဝမ်းမြောက်တတ်၏ခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုသီးခံတတ်၏မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏ဒါကြောင့်မေတ္တာသာရှိခဲ့လို့ရှိရင်အရာအလုံးဟာအစဉ်ပြေမယ်ပြည့်စုံမယ်နော်ရန်လိုခြင်းဒေါသထွက်ခြင်းတွေမရှိဘူးသူများရဲ့အပြစ်ကိုလည်းမချီနှောင်ထားဘူးဘလောက်ပြောစရာကောင်းပါလေနော်ဒါကြောင့်ချစ်ချင်းမေတ္တာသာအိမ်တော်မှာလွမ်းခြုံဖို့တကယ်ပဲလိုအပ်ပါတယ်ဖခင်မှာမိခင်မှာသားသမီးတွေမှာမေတ္တာသာရှိဖို့လိုအပ်ပါတယ်မေတ္တာရှိလို့ရှိရင်သူများကိုခွင့်လွှတ်နိုင်တယ်သူများကိုအကောင်းပဲမြင်မယ်နော်အဆိုးမမြင်ဘူးနော်ကျမတို့စားပါနော်အိမ်တော်မှာဖခင်ရဲ့မေတ္တာမိခင်ရဲ့မေတ္တာနော်ဇနီးမောင်ရနံရဲ့မေတ္တာသားသမီးတွေမောင်နှမတွေရဲ့မေတ္တာနဲ့ဖုံးလွှမ်းမယ်ဆိုရင်အရာအားလုံးအဆင်ပြေမှာဖြစ်တယ်။မြို့တော်မှာကျမ်းစာထဲမှာကြည့်တဲ့အခါမှာနော်ဖခင်ရဲ့မေတ္တာကျူးသဖြင့်နော်ဒါဝိတ်နော်ဖခင်တရားဖြစ်တယ်နော်သူ့ရဲ့သားတွေထဲကပေါ့နော်သားအဘရှာလုံဖခင်ကိုသူဟာပြန်ပြီးတော့ပုံကန်တယ်နော်ဖခင်ရဲ့ဘရင်အရာကိုသူလိုချင်တယ်နောက်ဆုံးဖခင်ကိုသတ်ဖို့အထိတောင်သူဟာနော်စူးစားတယ်နော်ဒါလို့ဆိုတဲ့သားကိုနော်ဒါဝိတ်ကမမုန်းဘူးနော်
အချစ်မလျော့ဘူးနော်သူတဖြင့်သူ့ရဲ့သားအတွက်စိုးရိမ်နေနော်အဘရှာလုံနဲ့အဖွဲ့ကိုသားပြီးတော့တိုက်ခိုက်ချေမှုန်းမှုရန်အတွက်နော်ယွာပါအဘိရှဲအိတ်ကျဲဆိုတဲ့နော်ဒါဝိရဲ့နော်စစ်ဘူတွေပေါ့နော်သူတို့သွားမဲ့အခါမှာဘယင်ဖခင်ဒါဝိကဘလို့ပြောတယ်ဆိုတော့ငါမျက်နာကိုထောက်၍ငါသားအဘိရှလုံကိုဖြင်းညင်းစွာပြူကြလို့နော်မဘွားဖို့တာခွာအဘရှာလို့ဆဆတကေလို့သူကပြောတယ်နော်စိုးရိမ်တဲ့သားကိုတလောက်ဆိုးတဲ့သားသူ့ကိုတော့ပြန်တတ်မဲ့သားကိုတော့ तू ကချစ်လုံးလို့ तू စိုးရိမ်တယ်နော်နောက်ဆုံးနော်သူ့သားတည်သွားပြီဆိုတဲ့အကြောင်းကိုသိတဲ့အခါမှာငိုကြွေးတယ်နော်ပူဆွေးတယ်ငါသားအဘရှာလုံးသင်ကိုစားငါမသိပါလေတကားအိုးအဘရှာလုံးငါသားဆိုပြီးတော့ तू ငိုကြွေးတယ်မမုန်းဘူးနော်ဒါဖခင်ရဲ့ကြီးမားတဲ့မေတ္တာဒီတိုင်းပဲနော်မိခင်ရဲ့မေတ္တာကိုကျမတို့တွေကြည့်ကြရအောင်ကပ္ပဦးကျမ်း29ထဲမှာပါနော်ဒါကတော့နော်ဣဇရဲ့သားနော်ယာကုပ်တို့အေသောတို့အကြောင်းနော်သူရဲ့မိန်းမရူဘကာတို့အကြောင်းဖြစ်တယ်ဣဇကတော့သားအေသောကနော်အကြီးဆိုတော့နော်သူကချစ်တယ်နော်သားဦးရဲ့ကောင်းကြီးကိုပေးဖို့ရန်အတွက်နော်သူရဲ့သားကိုနော်အဲ့ဒီသားကောင်ကိုသွားပြီးတော့ပြစ်ခတ်ခိုင်းတယ်သူ့အတွက်အကောင်းဆုံးဟင်းတစ်ခွက်ချက်ပြီးတော့သူစားပြီးတဲ့ခါမှာသားကြီးကိုသူဟာကောင်းကြီးပေးဖို့ဖြစ်တယ်အဲ့ဒါကိုသူ့ရဲ့မိန်းမရူဘကာကြားတဲ့အခါမှာသူ့ရဲ့သားငယ်နော်ယာကုပ်ဆူလာပြီးတော့ဒီကောင်းကြီးကိုသူ့သားငယ်ရဖို့ရန်အတွက်သူပြောတယ်သွားနော်အဲ့ဒီစိတ်အုပ်စမှာသွားကောင်းဆုံးစိတ်နော်ဖြူဥစားပေါ့နော်နှစ်ကောင်ကိုယူလာခဲ့အမေချက်ပေးမယ်အကောင်းဆုံးအရသာအရှိဆုံးချက်ပေးမယ်နေဖြူသွားကျွေးပါယာကုပ်စိုးရိမ်နေသူ့ရဲ့အကိုကအမွှေးတွေထူတယ်အမွှေးကျန်းတယ်ယာကုပ်ကြတော့နော်ချောတယ်ပေါ့နော်ဆိုတော့မဖြစ်ဘူးနော်တော်ကြနေတဲ့နော်သူဘယ်လိုပြောလဲဆိုတော့ကျွန်ုပ်အဖသည်တဲ့ကျွန်ုပ်ကိုစမ်းသပ်ခေါင်းစမ်းသပ်လိမ့်မည်တဲ့သူဖြစ်ရင်ကျွန်ုပ်ကိုလှည့်စားသောသူဟု၍ထင်သည်ဖြင့်ကျွန်ုပ်ဒီမင်္ဂလာကိုမရပဲကြိမ်ချင်းအမင်္ဂလာကိုသာခံရလိမ့်မယ်နော်အဖေကကျွန်တော်ညတယ်ဆိုတာကိုသိလို့ရှိရင်နော်ကျွန်တော်ကိုကောင်းချင်းမင်္ဂလာမပေးဘဲနဲ့ကျွန်တော်ကိုကြိမ်ချင်းအမင်္ဂလာပေးကျွန်တော်ဘယ်လိုလုပ်မလဲနော်အဲ့ဒီခါမှာမိခင်ကသားကိုချစ်လို့ဘာပြောလဲနော်ငါသားသင်ခံရသောကြိမ်ချင်းအမင်္ဂလာသည်ငါ၌သင်ရောက်ပါစေခမနဲ့အတိတ်ဘယ်ကတော့နော်တကယ်လို့သာအဖေသိသွားလို့ကြိမ်ဆဲမယ်ဆိုကြလို့ရှိရင်အဲ့ဒီကြိမ်ချင်းအမင်္ဂလာအမေပဲခံမယ်အမေစီပဲကြပါစေနော်ကောင်းကြီးမင်္ဂလာကတော့သားရပါစေတဲ့ဒါကမိခင်ရဲ့ကြီးမားတဲ့မေတ္တာပဲဖြစ်ပါတယ်ဘယ်မိခင်မဆိုသားသမီးတို့ကောင်းဖို့ကောင်းတာပဲမြင့်ချင်တယ်သားသမီးတွေဒုက္ခရောက်မှနော်ပျက်စီးမှနော်ဥစ္စာပေါ့ဆင်းရဲမှာကိုမမြင်ချင်ကြဘူးဒီတိုင်းပဲလင်မယားရဲ့မေတ္တာနော်ဒါတော့ဟောရှိနဲ့ဂေါမာနော်ဘုရားသခင်ကသူ့ရဲ့မေတ္တာကိုဖော်ပြခြင်းဟောရှိဘုရားသခင်ကသူ့ဂေါမာကိုသွားယူခိုင်းတယ်နော်အချစ်မကောင်းတဲ့မိန်းမဟောရှိရလေယူရတယ်ချစ်တယ်နော်သားတွေတပည့်တွေတယောက်ပြီးတယောက်နော်ရရှိတယ်နောက်ဆုံးဂေါမာကနော်သူ့ရဲ့လမ်းဟောင်းကိုပြန်နော်သူ့ရဲ့ခင်မုန်းကိုချမ်းထားခဲ့တယ်သားတွေတပည့်တွေနဲ့ဒါပေမဲ့ဟောရှိကနော်အင်ဒါမကောင်းတဲ့ခင်မုန်းတဲ့တယောက်ဖြစ်တယ်သူ့ရဲ့ဇနီးပေါ့နော်သစ္စာဖောက်တဲ့သူ့ရဲ့ဇနီးကိုပြန်ပြီးတော့ရွေးဝေတယ်နော်ဟိုစားပါမလျော့တဲ့မေတ္တာနဲ့သူ့ရဲ့ဇနီးကိုချစ်တယ်ဒါလည်းပဲနော်ဒီမယားရဲ့ချစ်ချင်းမေတ္တာအင်ဒါမရေးကြည့်တယ်အင်တာမှာပဲလိုအပ်ပါတယ်ထို့တူပဲမောင်နှမချစ်ချင်းမေတ္တာကိုကြည့်တဲ့အခါမှာခုနကကျမတို့ပြောတဲ့အေသောနဲ့ယာကုပ်နော်ယာကုပ်ကလိန်ညာပြီးတော့ကောင်းကြီးမင်္ဂလာတွေရသွားတဲ့အခါမှာအေသောကစိတ်ဆိုးတယ်သူ့ရဲ့ညီကိုတတ်ချင်တယ်ကြည့်ပါနော်ဒါပေမဲ့လေနောက်ဆုံးအေသောကမိသားစုတွေကိုခြံထားပြီးတော့သူ့ရဲ့ဦးလေးစီမှာသွားတယ်သူ့အိမ်တောင်နဲ့သူ့သားသမီးတွေသူ့မယားတွေနဲ့နော်နောက်ဆုံးအဲ့ဒီသူနေတဲ့တိုင်းပြူပြန်လာတဲ့အခါမှာသူ့ရဲ့အကိုအေသောကသူ့ကိုစိတ်မဆိုးဘူးသူ့ကိုရံမပြုတ်ဘူးနော်
သူ့ကိုဖဲ့ပြီးတော့နားပြီးတော့မျက်ရည်ကျပြီးတော့ကြိုးဆူတယ်ဒါကတော့နော်ညီရဲ့နော်အပြစ်ကိုသူဟာပဲလေခွေလွတ်တယ်အဲ့ဒါကြောင့်မလို့ဖဲ့နိုင်တယ်နားနိုင်တယ်ချစ်နိုင်တယ်ထို့တူပဲယောသနဲ့သူ့ရဲ့အကိုတွေလည်းပဲဒီတိုင်းပဲအကိုရယောသကိုမုန်းတယ်ယောသကိုမနာလိုဘူးဒါကြောင့်နောက်ဆုံးယောသကိုသူတို့တွေကနော်ကြုံဖြစ်ရောင်းစားတယ်ဒါပေမဲ့နောက်ဆုံးယောသဖယားသခင်ကသူ့ကိုကောင်းချီးပေးပြီးတော့နော်ဘယင်ခံတယောက်ဖြစ်လာတဲ့အခါမှာသူ့ရဲ့အကိုတွေအဖေကအစနော်မောင်နှမတွေကလာပြီးတော့သူ့စီမှာခစားရတဲ့အခါမှာယောသလက်တော့မပြန်ဘူးအဆိုးနဲ့သူဟာနော်ပြန်ပြီးတော့မချေပါဘူးသူတို့အကိုတို့ရဲ့နော်ဥစားပေါ့အပြစ်တွေကိုသူအားလုံးလွတ်တယ်နော်ပြီးတော့သူဟာအကောင်းပဲမြင်တယ်နော်အကောင်းပဲဒါဘုရားသခင်ရဲ့အစီအစဉ်ဘုရားသခင်ကနော်ကျွန်ုပ်ကိုသင်တို့ရဲ့အရှိမလာစီတယ်နော်ဒါကြောင့်လည်းပဲမောင်နှမတွေညီအကိုတွေအတူတူကပြပြရွှင်ရွှင်နေထိုင်ရတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့အထက်ကတော့မေတ္တာပဲမေတ္တာရှိရင်ခွင့်လွှတ်နိုင်တယ်မေတ္တာရှိရင်အဆိုးကိုအကောင်းမြင်နိုင်တယ်အဲ့ဒါကြောင့်မလို့အိမ်တော်မှာရည်ကြည်တာမေတ္တာအထူးသဖြင့်ကျွန်တော်အိမ်တော်မိသားစုတွေလည်းပဲခရစ်တော်ရဲ့မေတ္တာကိုနော်ကျမတို့တွေနော်လူတိုင်းကိုပေးဝေနိုင်ဖို့ခရစ်တော်ရဲ့မေတ္တာကိုလူတိုင်းသိရှိနိုင်ဖို့ကျမတို့ရဲ့အိမ်တော်စုမိသားစုကျမတို့တရားစီတိုင်းကခရစ်တော်ရဲ့မေတ္တာကိုဖော်ပြဖို့လိုအပ်တယ်ခရစ်တော်ရဲ့မေတ္တာကိုမရရှိတဲ့သူတွေကိုပေးဝေဖို့လိုအပ်ပါတယ်တတိယအချက်ကတော့နော်သစ္စာနဲ့ပတ်ရခိုင်မြဲစေမယ်သစ္စာနဲ့ပတ်ရခိုင်မြဲစေမယ်အိမ်တော်မှာသိအရေးကြီးတဲ့နော်အရာတစ်ခုကလည်းပဲသစ္စာဆိုတဲ့အရာဖြစ်ပါတယ်သစ္စာမရှိရင်နော်လူတွေလည်းမကြိုက်ဘူးဖယားသခင်လည်းမကြိုက်ဘူးနော်သစ္စာမရှိရင်လူတွေကမယုံကြည်တော့ဘူးနော်မအားကိုးကြတော့ဘူးနော်သစ္စာမရှိဘယ်သူမှအတူတူမနေချင်ကြဘူးသစ္စာမရှိတဲ့သူနဲ့နော်အတူတူကအိမ်တော်မှာဘာလဲအလုတ်လည်းလုတ်ကင်နိုင်မှာမဟုတ်ဘူးနော်သစ္စာမရှိရင်အိမ်တော်မှာပျော်ရွှင်မှုဆိုတာလည်းပဲမရှိတယ်လို့နော်ခိုင်မြဲခြင်းဆိုတာလည်းပဲမရှိဘူးနောက်ဆုံးမှာအိမ်တော်တွေပြိုပြက်မယ်ကွဲပြဲမယ်နော်ပျော်ရွှင်ခြင်းတွေချုပ်ငြိမ်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့သစ္စာလည်းပဲကျမတို့အိမ်တော်မှာပတ်ရစ်ဖို့နော်အိမ်တော်ကိုသစ္စာနဲ့ပတ်စည်းဖို့ရန်အတွက်အရေးကြီးပါတယ်ကျမတို့ကိုးကွယ်ယုံကြည်တဲ့ဖယားရှင်လည်းပဲသစ္စာတော်အရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားခုမြောက်သောဆာလံအပိုင်ငယ်ငါမှာဘလို့ပြောလဲအကြောင်းမူကားထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏ဂရုဏာတော်သည်အစဉ်အမြဲရှိ၍သစ္စာတော်သည်ကာလအဆက်ဆက်တည်လေတည်းယေရှုဖျားသခင်ကသစ္စာရှိတဲ့ဖျားဖြစ်တယ်လို့ကျမတို့အရောက်စီတိုင်းကိုလည်းပဲသစ္စာရှိတဲ့ငယ်သားကောင်းဖြစ်စေလိုပါတယ်နော်သစ္စာရှိတယ်ဆိုတာကျမတို့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး25နော်အခန်းငယ်14ကနေပြီးတော့24ကိုအဲ့လိုကြည့်လို့ရှိရင်တွေ့ရမှာဖြစ်တယ်နော်သခင်တယောက်ကသူတခြားပြည်ကိုသွားတော့မယ်ဆိုတဲ့အခါမှာသူရဲ့ငယ်သားတွေကိုခေါ်ပြီးတော့နော်ဥစ္စာတွေကိုအပ်တယ်နော်မတူကြဘူးတယောက်ကိုတော့နော်အခွက်50တယောက်ကိုတော့အခွက်20တယောက်ကိုတော့အခွက်30အပ်တယ်နော်မျက်နှာလိုက်လို့မဟုတ်ဘူးနော်ဒါပေမဲ့လေသခင်ကသူ့ရဲ့နော်ဂျုံတွေရဲ့သူ့ရဲ့ငယ်သားတွေရဲ့ဥစားပေါ့စိတ်ဘောထားလောက်ရကန်ကြီးကိုသိတယ်သိတဲ့အခါမှာနော်သူတို့လုံနိုင်တယ်လို့ပေါ့နော်သူတို့မှာအစွမ်းအစရှိတယ်လို့နော်ပေးတယ်တဲ့နော်ပေးတဲ့အခါမှာအခွက်50အခွက်20ရတဲ့သူကတဲ့နော်သူတို့ကချက်ချင်းပဲသွားပြီးတော့ကုံသွဲချင်းကိုပြုတယ်နော်သူတို့ရရှိတဲ့အခွက်နော်50အခွက်20ကနေပြီးတော့အခွက်100အခွက်40နော်နှစ်ဆတိုးပြီးတော့ရရှိအောင်ကြိုးစားတယ်။ဘာကြောင့်လဲပထမအချက်ကတော့သူ့ရဲ့သခင်ကိုချစ်လို့ဒုတိယအချက်ကတော့သခင်အပေါ်မှာသစ္စာရှိလို့တ
တတိယအချက်ကတော့သခင်ရဲ့ပွားများခြင်းသူတို့တွေလူချင်းလို့ဖြစ်တယ်ဒါကြောင့်သူတို့ရဲ့တာဝန်ကိုအကောင်းဆုံးလုပ်တယ်သူတို့လုပ်သမျှဟာသူတို့သခင်အတွက်ပဲနော်သူတို့အတွက်မဟုတ်ဘူးဒါပေမဲ့လေတကယ်နောက်ဆုံးနော်သခင်ပြန်လာတဲ့အခါမှာသူတို့တွေကိုနော်အဲ့ဒီအခွဲ50အခွဲ20ရရှိပြီးတော့အမြတ်အစွန်းတွေရရှိဖို့တဲ့ကြိုးစားတဲ့သူတွေကိုသခင်ကဘယ်လိုပြောတယ်လဲနော်သာဓုသစ္စာရှိသောငယ်သားကောင်သင်သည်အမှုငယ်၌သစ္စာဆောင်လေပြီများစွာသောအမှုအခွင့်ကိုသင်၌ငါအပ်ပေးမည်သင်၏သခင်နဲ့အတူစီးစိမ်ကိုဝင်စားလောဆိုပြီးတော့ပြောတယ်ဆိုတော့သာဓုသစ္စာရှိတဲ့ငယ်သားကောင်းကတော့နော်သခင်ရဲ့ချီးမြှောက်ခြင်းကိုခံရတယ်သခင်နဲ့အတူနော်သူတို့အဲ့ဒီပျော်ရွှင်ဝမ်းမြောက်ခြင်းမှာဝင်စားနိုင်ရတယ်ဒါကြောင့်ကျမတို့တွေနော်သစ္စာရှိတဲ့ငယ်သားကောင်းတွေဖြစ်ဖို့လိုတယ်ချို့တူပဲနော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးလေးခန်းငယ်24မှာလည်းပဲနော်ထာဝရဘုရားဟာနံဝိညာဉ်ဖြစ်တယ်နော်ထာဝရဘုရားကိုကိုးကွယ်တဲ့အခါမှာနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ဆိုပြီးတော့ပြောတယ်နံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းဝတ်ပြုကိုးကွယ်ရမယ်ဒါကဘုရားသခင်နော်လိုအပ်တဲ့အရာအဓိကနော်ဘုရားသခင်ကသစ္စာရှိတဲ့ဘုရားဖြစ်တဲ့အခါမှာကျမတို့လည်းပဲသစ္စာနဲ့နော်ဝတ်ပြုကိုးကွယ်ဖို့ရအတွက်လိုအပ်တယ်ဒီနေ့သစ္စာရှိတဲ့ငယ်သားကောင်းတွေထဲမှာပေါ့နော်ကျမတို့ဒါနီလရှာဒရက်မီရှက်ဘီဒနိုကိုဆိုတဲ့သူတို့ဖျားသခင်အပေါ်မှာသစ္စာရှိတဲ့ငယ်သားကောင်းတွေသူတို့တွေသူများတိုင်းတစ်ပါးမှာနော်ဖန်စီခေါ်ဆောင်ခြင်းခံရတယ်နော်လူမျိုးကြားတယ်မှာနော်ကိုယ်ကွယ်ချမှုချင်းမတူတဲ့သူတွေကြားတယ်မှာသူတို့ရဲ့ဖယားသခင်ကိုသူတို့တွေဟာသစ္စာရှိတယ်သူတို့ရဲ့ကိုယ်ကွယ်ယုံကြည်တဲ့ဖယားတစ်ပါးကိုပဲသူတို့တွေကိုယ်ကွယ်တယ်စုံစမ်းခြင်းခံရတယ်နော်ဒီရုပ်ထုကြီးကိုကိုယ်ကွယ်ရမယ်နော်ပြတ်ဝတ်ရမယ်မပြတ်ဝတ်ကိုယ်ကွယ်ဘူးဆိုရင်နော်အင်မတန်မှပူတဲ့မိဖို့တဲ့ပြစ်ချမယ်ရှာဒရက်မေရှက်ပြီးတဲ့ကောဂယုမဆိုင်ဘူးနော်ဘယင်နဘုခနေစာမင်းကပြောတယ်မင်းတို့မကိုးကွယ်ဘူးဆိုရင်မင်းတို့ကိုမိဖို့တဲ့ချမယ်နော်ငါလက်ထဲက၎င်းဒီပူတဲ့မိဘုံထဲကဘယ်သူမှနော်သင်တို့ကိုမကယ်နိုင်ဘူးဒါပေမဲ့လည်းရှာဒရက်မီရှက်ပြီးတဲ့ကောဖယားသခင်၌သစ္စာရှိတယ်ကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ဖယားဟာကျွန်တော်တို့ကိုကယ်တင်မှာဖြစ်တယ်တကယ်လို့သာဖယားသခင်ကမကယ်တင်လည်းပဲဒီရုပ်ထုကြီးကိုမကိုးကွယ်ဘူးကျွန်တော်တို့ရဲ့ဖယားနဲ့ပဲသစ္စာရှိမယ်ဖယားသခင်တပါးတွေကိုပဲကိုးကွယ်မယ်ခိုင်မြဲတဲ့ယုံကြည်ခြင်းနော်သစ္စာရှိတဲ့ငယ်သားကောင်းတွေဖြစ်တယ်ဒါနီလာလည်းထိုနည်း၎င်းပဲနော်တခြားဘယ်သူစီမှမတောင်းရဘူးနော်ဘယင်တပါးတဲ့ထံမှာပဲတောင်းလျှောက်ရမယ်ဒါနီလာလုံးဝဂရုမစိုက်ဘူးရှင်သိယူလည်းမကြောက်ဘူးနော်ဖယားသခင်ကိုပဲကြောက်ရွံ့တယ်ဖယားတပါးတဲ့ကိုပဲသူအဝတ်ပြုတယ်ချီးမွမ်းတယ်ကိုးကွယ်တယ်ဆွတ်တောင်းတယ်ဒါကြောင့်သူယုံကြည်တဲ့ကိုးကွယ်တဲ့ဖယားသူ့ကိုချင်းသစ်ကတွင်းကနေပြီးတော့ကယ်တင်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်ဒီနေ့ကျမတို့ရောက်စီတိုင်းဖယားသခင်အပေါ်မှာသစ္စာရှိမယ်ကျမတို့နဲ့ဆက်သွယ်တဲ့သူတွေပေါ်မှာသစ္စာရှိမယ်ကျမတို့ရဲ့အသင်းတော်ပေါ်မှာသစ္စာရှိမယ်ကျမတို့ရဲ့မိသားစုပေါ်မှာသစ္စာရှိကြမယ်နောက်ဆုံးအနေနဲ့ဘာပြောချင်တယ်လဲဆိုတော့Harold S. Martin သူရေးထားတဲ့စာနော်ဘယ်လိုပြောလဲဆိုတော့ The nearest thing to heaven on earth is the Christian family and home where husband and wife parents and children live together in love and peace devoted to God and each other လောကမှာကောင်းကင်နိုင်ငံတော်နဲ့အနီးဆုံးကတဲ့ခရိယန်မိသားစုနဲ့ခရိယန်အိမ်တော်ပဲဖြစ်တယ်တဲ့ဇနီးနဲ့ခင်ပွန်းနော်မိဘနဲ့သားသမီးတွေနော်အတူတူကွာပါနော်နေထိုင်ပြီးတော့ဖခင်ရှင်ကိုချီးမွမ်းဝတ်ပြုကိုးကွယ်မယ်နော်ချစ်ချင်းမေတ္တာတယောက်ပေါ်တယောက်ချမယ်နော်ညီတဲ့ချင်းဝါမြောက်ချင်းနဲ့အတူနော်အိမ်တော်မိသားစုမှာတူတူကွာရှိချင်းဟာ
ဒါကောင်းကင်နိုင်ငံတော်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပါတယ်ဒီကနေ့ကျမတို့အရောက်စီတိုင်းကျမတို့ရဲ့အိမ်တောင်ကိုနော်ခရိယန်အိမ်တောင်လို့ခေါ်တဲ့အတိုင်းဘုရားရှင်ရဲ့ဘုန်းတော်သခင်ရှုဖရားရဲ့နော်လှပခြင်းတွေကိုထင်ရှားဖော်ပြနိုင်တဲ့အိမ်တော်မိသားစုများဖြစ်ပါစေသခင်ရှုဖရားရဲ့အလင်းလေးနိုင်တဲ့အိမ်တော်မိသားစုဖြစ်ပါစေသခင်ရှုဖရားအတွက်သက်တည်ခံကောင်းများဖြစ်စေတဲ့မိသားစုများဖြစ်ပါစေ။ရရှင်ရဲ့ကြွယ်ဝတဲ့ကောင်းချီးမလားအားလုံးလူအိမ်တော်မိသားစုများအားလုံးပေါ်ချမ်းသာပါစေလို့နောက်ဆုံးဆုတောင်းဆန္ဒပြုပါတယ်။ကျေးဇူးတင်ပါတယ်။ ကျမတို့ကိုဖျားရှင်နှုတ်ကပတ်တော်အဖြစ်တိုက်တွန်းခွန်အားပေးသွားတော့ဆရာမသူပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့စောတိတော်အသင်းတော်ရဲ့ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်ဆက်လက်ဝတ်ပြုကိုးကွယ်မှာဖြစ်ပါတယ်
ဘုံတော်ကြီးမပေးသားတော့သောတိတော်တင်းတော်သူပဲကျေးဇူးတင်ပါတယ်ခုဆက်လက်ပြီးတော့ကျမတို့ရဲ့ဗန္နာချင်းရဲ့ပြန်ကြားခြင်းကိုကြားမှာဖြစ်ပါတယ် ဝေစီရင်ရှင်သားကိုအကြံဖြင့်တင်ပြပါမယ်2023ခုနှစ်လက်ကျန်ငွေကတော့4,8,9,500ကျပ်နောက်ကျမတို့2024ခုနှစ်မေလမှာစပြီးတော့မှအိမ်လက်ဝတ်တွေဖျားဝတ်ပြုကြတယ်မေလမှာဗန္ဒငွေ3သိန်းနဲ့1350ဇွန်လမှာ46,500ဇွန်လမှာ2,6,900ဩဂတ်မှာ3,46,300ကျပ်အောက်တိုဘာမှာ7,800ကျပ်ပါနော်စုစုပေါင်း73သိန်းနဲ့32,350ဖြစ်ပါတယ်လို့နောက်ကျမတို့ဒီအခုဒီပြိုင်ပွဲအတွက်ပေါ့နော်ပြိုင်ပွဲအတွက်တော့၎င်းအတွေ့အထိလိုအပ်တဲ့အရာပေါ့ဒီဆရာရှေသဓာတ်စီပို့ပြီးခဲ့တဲ့နိုဝင်ဘာနေ့စပြီးတော့မှမနေ့ကအဲ့မှာနဲ့ဓာတ်စီပို့နှစ်သိန်းနောက်တစ်ခါအစီဝေးနှစ်ခါပေါ့ကျမတို့အစီဝေးနှစ်ခါအစီဝေးလုပ်ဖြစ်တယ်ပထမတစ်ခေါက်ကကုန်ကြစည်8,000ဒုတိယတစ်ချိန်က9,500ဖြစ်ပါတယ်လို့နောက်စုချင်းငွေအတွက်ကကြတော့ကျမတို့အားကစားစုချင်းငွေအတွက်ပဲကျမတို့ထုတ်ပါတယ်အားကစားစုချင်းငွေက2သိန်းနဲ့2,000ပထမဒုတိယတတိယစုပေါ့နော်2,2,500ကျပ်နောက်တစ်ခါကျမတို့ဒီတေးရဲအတွက်ညံပူဇော်ခ3သိန်းပေါ့နော်အလုံး6သိန်းနဲ့9,500ကျပ်ဖြစ်ပါတယ်လို့ကျမတို့အခုလက်ရှိလက်ထဲမှာကျန်တဲ့ငွေကတော့3,4,5,850ကျပ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ငွေစည်းများကိုတင်ပြသားသောဆရာမနော်ဘလေထူပဲကျေးဇူးတင်ပါတယ်ခုဆက်လက်ပြီးတော့ရှေးလုပ်ငန်းစဉ်နဲ့ကြော်ညာများကိုကျမတို့ရဲ့အတွင်းရေးမှူးဆရာတော်ရှေသားကနေပြီးတော့တင်ပြပြီးတော့ကြော်ညာပေးသွားမှာဖြစ်ပါတယ်ဆရာမပြောတော့မကြားပါဘူးလို့မဆရာဒေါက်တာဦးမင်းနေတာလို့နော်ဒီနေ့ဘုရားသခင်ကိုအထူးကျေးဇူးတင်တယ်ဗမာစကားပုံယုံပြည့်ယုံရှံနော်ဒီနေ့ကတော့ယုံပြည့်ယုံရှံအထက်မှာကလေးတွေလည်းအပြည့်နော်ဒီနေ့ဘုရားသခင်ရဲ့အထူးကောင်းကြီးပေးခြင်းခံစားရသောနေ့ပါအပြင်မှာလည်းရှိပါတယ်လို့နော်ဘုရားသခင်ကကျွန်တော်တို့ကိုကောင်းကြီးပေးတယ်မောင်တော်မတွေအားလုံးစီလုံးရတလုံးတဝါကြီးနဲ့ပါဝင်ကြခြင်းအတွက်သူကျေးဇူးတင်တယ်ကျွန်တော်တို့ရဲ့သန္တာနာခေါင်းဆောင်ကြီးနော်အားလုံးနီးပါးကျွန်တော်တို့မိသားရဖွင့်နိုင်တယ်အစီအစဉ်မှာတာဝန်ကျတဲ့မောင်တော်မတွေကိုလည်းအထူးပဲကျေးဇူးတင်တယ်ပြီးတော့မှဆက်လက်ပြီးတော့မှပြိုင်ပွဲမှာလည်းပါဝင်ပေးအောင်မဲ့ဒိုင်လူကြီးများနဲ့အမှုတော်ဆောင်တွေကိုလည်းအထူးပဲကြိုတင်ပြီးတော့မှကျေးဇူးတင်တယ်ဦးဆုံးကတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီကဲ့သို့ကျမ်းမာခြင်းခွန်အားပြုဝါဆိုကျွန်တော်တို့တလုံးတဝါဒီအမှုတော်များပါဝင်ရဖျောက်ကိုချီးမွမ်းတယ်ဒီအစစ်အစဉ်လေးဖြစ်မဲ့ဖို့ရအတွက်ကျွန်တော်တို့ကနေ့လေတဏ္ဍာကြီးဆိုရင်တော့နေပူတယ်လေပြီးတော့ကျွန်တော်တို့စက်ကြွယ်တွေကအကုန်လုံးကကျွန်တော်လိုပဲခဏခနဲ့ဒူးနာခန်းနာအားလုံးကဂွခွဲ့နေနဲ့သွားရဆိုတဲ့အခါကျတော့အဆင့်ပြေဆုံးအသင့်တော်ဆုံးဖျားเจ้าကိုကျွန်တော်ရှာတဲ့အခါမှာတော့ဆရာတို့အသင်းတော်လေးကနော်အေးလေးနဲ့ကျွန်တော်တို့ဖျားရှိခိုးရတယ်ပြီးတော့မှဝပြုကိုကိုကြည့်ပါနဲ့တန်းတဲ့စရာမလိုလေကားမလိုဆိုတော့လေအားလုံးအဆင်ပြေတယ်အဲ့ဒါဒီညကျုပ်ရွေးလိုက်ဖြစ်တယ်လက်ခံပြတဲ့ဆရာတော်အသင်းသားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့တာ၍ဖျားသခင်အသုံးပြုလျက်ကျိုးသောအသက်တာအတိအသီးခံစားပြီးတော့အောင်မြင်သောအသင်းတော်ကျိုးပွားသောအသင်းတော်
ရှင်သန်သောအသင်းတော်ဘုရားသခင်ဆက်လက်ပြီးတော့ကောင်းကြီးများအစဉ်သုံးလုံးချပေးပါစေလို့ဆရာတို့အသင်းတော်မိသားစုအားလုံးကိုယေရှုနာမနဲ့ကောင်းကြီးပေးပါတယ်ကျွန်တော်တို့တနေ့တာလုံးလုံးမှာပဲရေကြီးတဲ့နိုဝင်ဘာလကရေကြီးတဲ့စက်တင်ဘာလကပဲလို့လာတိုင်းကျွန်တော်တို့မိသားရရှိတယ်ဒီလမှာတော့ကျွန်တော်တို့ကစုပေါင်း9ကွယ်ချင်းပြီးတဲ့နောက်ပိုင်းမှာဒီနိုဝင်ဘာလအတွက်25ရက်နေ့နိုဝင်ဘာ25ရက်နေ့ကိုအာနယ်မိသားစုနဲ့ကျွန်တော်တို့ခရစ်ယာန်အိမ်တော်မိသားရဖွင့်မယ်ဆိုတဲ့အကြောင်းကိုကြိုတင်ပြီးတော့ဝါမြောက်ဆိုတာသတင်းကောင်းပါပါတယ်လို့နောက်တစ်ခုကကျွန်တော်နည်းနည်းလေးပေါ့နော်အချိန်ရတော့နည်းနည်းကြာသွားပြီကျွန်တော်တို့ဒီအစီအစဉ်ဖြစ်မြောက်ဖို့ရအတွက်ဆရာနဲ့လာတိုင်ပင်တဲ့အခါဆရာတော်နဲ့အတူသူရဲ့မိသားစုအသင်းသားတွေကနေပြောတော့မှဆရာကျွန်တော်တို့သမင်းဟင်တနာဟင်ဂျူငပိတို့စရာအလုံးကူညီပေးမယ်ဆရာတို့ကတော့ဟင်တနာတော့ပါဝင်ပေးသူတို့ကအားလောက်ကြီးလုပ်ပြီးမှတော့ကျွန်တော်တို့ကမလုပ်လို့မရဘူးနော်အဲ့ဒါကျွန်တော်တို့ဝိုင်းပြီးပါဝင်ပေးကြတော့ကျွန်တော်တူမျိုးနော်ကျွန်တော်အခန့်ကျွေးမှုဖို့ရအတွက်ဆရာမနော်လင်းလိုက်ဆရာမမေးလိုက်ဦးအဲ့ဒါကတော့ကျွန်တော်တို့ကိုကြီးဂေါ်ရနော်ဆရာမလင်းလိုက်ဆရာမမေးလိုက်ဦးဆရာမလင်းအကိုကြီးဖြစ်တဲ့ကြော်တုံတင်းမှနေပြီးတော့ခေါ်တော်မူခြင်းခံရတဲ့အခါပြန်လည်းပြီးတော့မှအောက်ဘုပဲကျေးဇူးချီးမွမ်းခြင်းအနေနဲ့ကျွန်တော်တို့ကအလူငွေ3သိန်းပါဝင်ပေးတယ်ဒီအစီအစဉ်လေးအတွက်နော်ပြီးတော့မှဆရာတော်စကားပေါ်သူဖန်လို့ကိုမမိတာသူကိုဒီနေ့လည်းမရှိဘူးသွားနိုင်သွားတဲ့ချူနာအသင်းစီပြီးတော့ပါလာတယ်ပြောတဲ့ကတည်းကအာရပါရဒီကျုံအခက်စီအတွက်သူ3သိန်းပါဝင်ပေးတယ်ပြီးကြတဲ့ဘက်ကျွန်တော်ရရှိမြို့သစ်သွားတဲ့အခါကျတော့ရရှိမြို့သစ်ယုံကြည်သူများအသင်းတော်မှာသူတို့ပြောလိုက်တဲ့အခါသူတို့တယောက်9000ပါဝင်ပေးတာပြီးတော့မှဆရာမဝင်းသန်းမစ္စခွန်ချစ်တင်အားလုံး9သိန်းနဲ့3000အဲ့9သိန်းကိုတော့ကျွန်တော်ဆက်လက်တော့အပြီးတော့ဒီညနေတော့ကျွန်တော်ဆွဲရမယ်။ဘာလဲတော့မသိဘူးတခုပဲနော်။အဲ့တော့ဒီအစားအသောက်တဲ့ပါဝင်ပေးတဲ့မောင်နှမအားလုံးအတွက်ဖြောက်ကိုချီးမွမ်းတယ်။ဒီနေ့ကျွန်တော်တို့ဒီအစီအစဉ်ပေါ့နော်ပြီးခဲ့တဲ့မနေ့ကကျွန်တော်တို့ဘူလူပွဲပြီးသွားပြီလူငယ်တွေအားကစားချင်းလုံးစုကိုတော့ကျွန်တော်တို့ခရစ်ယာန်အိမ်တော်အဖွဲ့ကနေပဲပေးတယ်ပထမဆုံး3သိန်းဒုတိယဆုံး9000ကျွဲတတိယဆုံး9000ပြီးတော့မှအဲ့လိုစုဖလားလေးတွေပေါ့စုဖလားကတော့ဆရာရှိသားတို့မိသားစုပါဝင်ပေးတယ်ပြီးတော့ဆွဲပြားလေးတွေပေါ့နော်ဆွဲပြားလေးတွေကတော့ဆရာယူရှုနဲ့တီစီအဖို့တင်နေနော်အဲ့မှာတို့ပါဝင်ပေးကြတဲ့အတွက်အားလုံးကတော့အေးစစ်စစ်ပဲပြီးသွားပြီဒီနေ့ကျွန်တော်တို့ပြိုင်ပွဲအစီအစဉ်မှာကတော့ကိုကျွန်တော်တို့မြင်နေရတဲ့ဒီဘယ်လိုခေါ်မလဲစုဖလားလေးတွေအဲ့ဒါကတော့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့မနေ့ကကျွန်တော်ဖုန်းဆက်တယ်ဆရာပီတာကိုပီတာမိသားစုကနေပြီးတော့မှအလူငွေ3သိန်းပါဝင်ပေးတယ်အဲ့ဒါကျွန်တော်ကလည်းဝန်တာအဲလင်းနဲ့သောပေါ်လိုက်တဲ့ဒီနေ့ကတော့အမတ်တရားပေါ့နော်တချင်းပြန်ပွဲလူတွေအမတ်တရားတွေရောက်သွားမယ်နော်အဲ့တော့ပါဝင်ပေးတဲ့ကိုပီတာတို့မိသားစုလည်းအထူးကျေးဇူးတင်တယ်နောက်ပြီးတော့မှစုပထမစုကိုတော့မငယ်နဲ့အဖွက်များမငယ်ကျွန်တော်တို့ဟိုတော်နဲ့တသိန်းရလာတဲ့အမှကျွန်တော်တို့အတွက်စုဖြစ်သွားနော်အဲ့ကျွန်တော်ဒီပြန်ပွဲအတွက်ဒုတိယစုကိုတော့အမျိုးသမီးမိစ္ဆာယတောင်ခရစ်ယာန်အသင်းတော်များအမျိုးသမီးမိစ္ဆာယဖြစ်တဲ့ဆမချင်းကြီးဆမအဝဖောလာမမိဆိုသူတို့အမျိုးသမီးအဖွဲ့ကနေပြီးတော့မှဒုတိယစုပါဝင်ပေးတယ်တတိယစုကတော့ကျွန်တော်တို့ခရစ်ယာန်အင်တောင်ဘန္တာဒိန်းဖြစ်တဲ့ဆမပလျာနေပြီးတော့မှပါဝင်ပေးတာဖြစ်ပါတယ်လို့ကျွန်တော်တို့အားကစားစပ်ပြီးတော့မှကစားကြတဲ့ကကျွန်တော်တို့ဟင်ဘူအစနော်စုရီအစုံအခုကျွန်တော်တို့အစီအစဉ်ပြီးလို့ရှိရင်ပြိုင်ပွဲအကုန်လုံးပေါ့နော်ဒိုင်းတူကိုကျွန်တော်တို့မြတ်တာပြတာတို့တ
ကျွန်တော်တို့ဆရာတော်တွေကိုမေတ္တာပြတာတို့အားလုံးပေါ့ဖိတ်စာရိုက်တာမှအစကျွန်တော်ဒီအစီအစဉ်လေးတစ်ခုအတွက်ကျွန်တော်တို့အသုံးပြုငွေအားလုံးက16သိန်းနဲ့9,000ဖြစ်ပါတယ်လို့အားလုံးပြန်ကောင်းပြပါစေကျေးဇူးတင်ပါတယ်အချုပ်အားဖြင့်ဖီးဆရာမအဲလစ်ဘတ်ကနေကျေးဇူးတော်ချီးမွမ်းပေးမှာဖြစ်ပါတယ်သူတို့ကပြန်လို့တော့ချုပ်ကျေးဇူးတော်ချီးမွမ်းရအောင်လို့မေတ္တာအနန္တတကုဏီပြည့်စုံ၍သာသမီရောက်စီတိုင်းကိုချစ်တော်မူစွာဖမ်းမြတ်စွာသောဘုရားခင်ကိုရောပြင်ဆင်ပေးတဲ့ဤနေ့ရက်ဒီတာယာသောနေ့ရက်လှပတင်းလေသောနေ့ရက်ဖခင်ရဲ့ဘုန်းတော်ထင်ရှားသောနေ့ရက်ယနေ့ဖျားရှင်ရှိအသွေးရနဲ့ရွေးကောက်ထားသောခရစ်ယာန်အင်တော်မိသားစုတဲ့အသစ်သောကောင်းချီးမလားသွန်လောင်းသောနေ့ရက်ဖြစ်သောယေရှုတင်တယ်ယနေ့ဝိပုကိုယ်ကိုအစီအစဉ်အစအလဲဆုံးထိတောင်တန်ရှင်းသောဝိညာဉ်ဖျားတန်ရှင်းသောကောင်းကင်မှာတူပါရှိခြင်းဖြင့်အောင်မြင်စွာပြီးဆုံးသောယေရှုရဲ့ချီးမွမ်းပါလေဖယနေ့ဖျားရှင်အစီအစဉ်တိုင်းမှာပါဝင်ဆက်ကပ်တော်လို့ဆက်ကပ်လည်းဘုန်းတော်ကြီးများဓမ္မဝန်ဆောင်များတိတ်ခါတော်ဆရာမများယနေ့ဤတောင်မြမှာရှိသောအသင်းတော်ခိုင်နာတီးတီးမှာရှိသောယုံကြည်သူမိသားစုများတို့မကောင်းယနေ့ဖျားရှင်ရဲ့အမှုတော်ထဲမှာတလုံးတွဲပါဝင်ပဲဖျားပေးထားသောအချိန်ဖျားပေးထားသောဗန္ဒာဖျားပေးထားအစွမ်းတတ်ကိုအကောင်းဆုံးစက္ကပ်ပူဇော်ရရှိသောအသင်းတော်မိသားစုအားလုံးတွေလည်းယေရှုတင်နေကိုရောကိုချစ်တော်စေနေဤနေ့ရမှာဖျားရှင်အောဘွယ်ကြီးသောအမှုယနေ့တောင်မြမှာရှိသောခရစ်ယာန်အင်တော်မိသားစုပေါ်မှာအောဘွယ်ဖျားရှင်တန်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းလေဤရ၌ဖယားကဝိညာဉ်တော်ဆူရွှဲသည်တမကလွမ်းမိုးစီတော်မှာဤရသမကတောင်ငူမျိုးအတီးတီးမှရှိသောမိသားစုအားလုံးပေါ်မှာ၎င်းယနေ့ရောက်နီးရောက်ဝေပြည်ပမှာရှိသောသားသမီးများယနေ့လိုင်းပေါ်မှာကြည့်ရှိသောသားသမီးများမိသားစုများအားလုံးပေါ်မှာဖျားရဲ့ဂတိတော်ပြည့်စုံသောခွင့်ပေးပါဖာကိုရောယနေ့အထူးဆုတောင်းပေးသောဘုန်းတော်ကြီးတွေလည်းယေရှုတင်နေပြည့်စုံစွာဖျားနာမနဲ့ကောင်းချီးပေးရှင်ယနေ့ပြည့်စုံခြင်းပေးသောယေရှုတင်နေကိုရောအထူးဖြစ်ဖျားရှင်ယနေ့ခရစ်ယာန်အိမ်ထောင်မိသားစုရဲ့မိခဲ့သောအသက်ရှင်ရသည်ကိုယနေ့နေ့သောနှုတ်ကပတ်တော်ကိုပြည့်စုံစွာဖွင့်ပြရရှိသောဆရာမဖောလူလူတွေလည်းယေရှုတင်နေတန်ရှင်သောဖျားယနေ့မိသားစုခရစ်ယာန်အိမ်ထောင်မိသားစုသည်ယနေ့စကားပြောလဲရှိသောကြောင့်ယေရှုတင်နေဖဖျားယနေ့ခရစ်ယာန်အိမ်ထောင်မိသားစုဖခင်ရဲ့ဘုန်းတော်ထင်ရှားသောအိမ်ထောင်မိသားစုဖြစ်ဖို့ဖခင်ရှင်ရွေးကောက်ထဲလဲရှိသောကြောင့်ယေရှုတော်ချီးမွမ်းနေကိုရောရွေးကောက်တဲ့ကိုရောစကားကိုနားထောင်ခြင်းယနေ့ကြားနာတဲ့နှုတ်ကပတ်တော်ကြားနာခြင်းတက်ခြင်းမဟုတ်ပဲလိုက်လျှောက်ခြင်းအပြင်ကိုရော၌ကောင်းစားသောမိသားစုကိုရောဘုန်းတော်ထင်ရှားသောမိသားစုကိုရောကျွယ်ဝချမ်းသာသောမိသားစုကိုရောအလင်းကိုဖြစ်စေသောမိသားစုများဖြစ်ဖို့ယေရှုနာမနဲ့ကောင်းချီးပေးပါရဖာကိုရောနှုတ်ကပတ်တော်အချီးနှီးမဖြစ်ပါကိုရောနှုတ်ကပတ်တော်ဒီယနေ့မိသားစုအသီးသီးပေါ်မှာအတင်းတော်မှာပြည့်စုံပြီးသောယေရှုတင်တယ်ဖခင်ယနေ့ဤဝတ်ပြုကိုးကွယ်မှုခရစ်အိမ်ထောင်မိသားစုယနေ့အသိတော်ခိုင်နာတည်ယနေ့ဖခင်ကိုချစ်လက်စုပေါင်းလှုပ်ဆောင်ချက်ကိုယနေ့ကြားနာမြင်တွေ့ရတယ်လေယေရှုတင်တယ်ကိုရောရဲ့ချစ်ချင်းမြတ်တာနဲ့ကိုရောယနေ့ဖန်လွှမ်းလဲရှိသောကြောင့်ယေရှုတင်တယ်ကိုရောရဲ့မြတ်တာတော်ဒီအစဉ်အမြဲဟာလေလုယာတားစီမြင့်ဆက်ချီစီးဆင်းစေတော်မူပါဖနောင်လာမဲ့မျိုးစစ်သက်များစီလဲကိုရရှင်နှုတ်ကပတ်တော်ယနေ့ဘိုးဘွားပြည်ပင်များရဲ့ချခဲ့သောမျိုးစစ်ယုံကြည်ခြင်းကိုမြှောင်လိုက်နိုင်တဲ့အသစ်သောစုကျေးဇူးအသစ်သောယူပန်နဲ့ဆက်လက်တေဆောင်နိုင်သောခရစ်ယာန်အိမ်ထောင်မိသားစုလူငယ်မောင်မယ်များဖြစ်စေတော်ပါကိုရောယနေ့ကြားနာသောတိခတ်ခြင်းယနေ့ဖျားရှင်အသင်းတော်ဒီမှာသူဆိုချီးမွမ်းခြင်းတွေ့ယေရှုတင်တယ်ကိုရောကြားနာသားသမီးတယောက်စီသမကယနေ့ဖယားခင်ကိုယ်တိုင်နှစ်သက်သောယေဖယားခင်ဆိုကျင့်နှတ်သောယေဖြစ်စေသောယေရှုတင်တယ်ကိုရောအမှုစစ်ပြီးသောဖျားယေရှုတော်ချီးမွမ်းတယ်ယနေ့ခရစ်ယာန်အင်တာမီသားစုယနေ့မှစ၍ဖယားခင်အကြံစီနှင့်ပြည့်စုံသောဆက်လက်၍ဖယားရှင်ဗိတ်သိက်ပေးမိသောယေရှုတော်ချီးမွမ်းတယ်အထူးဖြင့်ဖျားရှင်မိမိတို့လာမယ့်အသက်တာမှာမိမိရဲ့မိသားစုမိမိရဲ့အသွေးသားမိမိရဲ့ချစ်ချင်းမဟုတ်ပဲယနေ့တန်ရှင်းသောဝိညာဉ်ဖျားယေရှုရဲ့ဗိတ်သိက်ခြင်းယေရှုထမလာသောချစ်ချင်းမြတ်တာငြိမ်သက်ခြင်းသစ္စာရှိခြင်းနဲ့မိမိရဲ့အိမ်ထောင်ကိုအကောင်းဆုံးပြန်လဲတည်ဆောက်နေသောခရစ်ယာန်အိမ်ထောင်မိသားစုများဖြစ်ပါမကြောင်းယေရှုနာမနဲ့ကောင်းချီးပေးတယ်။ဤခရစ်ယာန်အိမ်ထောင်မိသားစုအဖြစ်မိမိနဲ့တိုက်ဆိုင်သောအသင်းတော်များကိုလည်းပြန်လဲပြီးမိမိတို့မိသားစုအဖြစ်ပြန်လဲတည်ဆောက်တဲ့ခွန်အားဖြစ်တဲ့ကိုယ်အသင်းတော်ပြန်ပွားဖို့တိုးပွားဖို့ကိုကောင်းချီးပေးတော်မူပါဖာ။ယနေ့အသင်းတော်အတွက်ဖျားခင်ယနေ့ကဲစုပေါင်းဖို့ဖျားရှင်ပြင်ဆင်ပြီးဤစောတိသောအသင်းတော်လည်းယေရှုတင်တယ်ကိုရောယနေ့ဖျားပေးထားသောဗိမာန်တော်ယနေ့ဖျားကိုချစ်တော်စိတ်နဲ့ဤကဲ့သို့လက်ခံပြီးလှုပ်ဆောင်တဲ့အခါမှာဖျားရှင်အချင်းကြီးမဖြစ်စေပဲယနေ့သူတို့သက်ဆိုင်သောတရားဥဆရာမိသားစုများအမှုတော်ဆောင်များယနီးရဝင်းမှရှိသောမိသားစုအားများ
နေပေးလူတော်မိသားစုအားလုံးပေါ်မှာဖခင်ရဲ့ဂတိတော်ရှိတဲ့အတိုင်းကောင်းကြီးမလားပြည့်လက်ရှံလက်သိလက်ပြန်လို့ရိတ်သိမ်းနိုင်လို့ကောင်းကြီးခံစားတော်မိသားစုအသင်းတော်ဖြစ်မှာပင်ကြောင်းသခင်ယေရှုနာမနဲ့ဆုတောင်းစကအာနာဆုတောင်းပါတယ်ဖမြတ်စွာသောဘုရားသခင်အာမင် ကျွန်တော်ကြော်ညာစလေးနည်းနည်းကျင်ညာနည်းနည်းကျန်တယ်နော်ကျွန်တော်တို့ဒီဝတ်ပြုကိုးကွယ်ကြီးအစစ်အစဉ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ခရိယာအိမ်တော်နဲ့စဆိုင်တဲ့သချင်းပြိုင်ပွဲရှိတယ်အဲ့တော့ကျွန်တော်တို့မောင်နှမတွေအားလုံးလည်းကျွန်တော်ထင်တယ်3 သိန်းလားဒါမရှိလို့မထင်နော်အဲ့တော့ဟိုပြိုင်ပွဲဝင်မဲ့ပြိုင်ပွဲဝင်ဖို့ရအတွက်ပြိုင်ပွဲပါလာတယ်ဆိုရင်ဆရာတော်အလလာစီမှာလာပြီးတော့စင်ပြီးသွင်းပါပြီးတော့မှသူမဲလိတ်လုပ်ပြီးတော့မှဘသူဒုတိယဘသူတော့ရှင်းပြမလို့သူကိုယ်ရမဲလုပ်ပြီးမှဖြစ်တယ်နော်အဲ့တော့ပြိုင်ပွဲဝင်မဲ့ပါလာတဲ့အသင်းသားတွေအားလုံးအသင်းတော်တွေအားလုံးဆရာတော်အလလာစီမှာလာပြီးတော့မှစင်ပြီးသွင်းပါဘယ်နဲ့သင်းရှိအခုကျွန်တော်သိတော့ဆွတ်တော်ရှိမယ်မူတော်ရှိမယ်ပကူရှိမယ်အခြားအသင်းတော်ရှိပါကလာရောက်ပြီးတော့မှစင်ပေးသွင်းမှုကျွန်တော်ကျွတ်တင်ဖိတ်ခေါ်ရဲဆရာတော်အလလာဒီမှာလာစင်ပေးသွင်းပါကျွန်တော်တို့ဒိုင်တွေကရောက်ရှိနေပြီဖြစ်တယ်အဲ့တော့ကျွန်တော်မောင်နှမတွေအားလုံးကိုကျွန်တော်မေတ္တာရက်ခံတယ်ရှင်ပြိုင်တဲ့အသင်းတော်ကမများတဲ့အတွက်နည်းနည်းလေးစိတ်ရှည်သီးခံပြီးတော့မှခဏလေးစောင့်ဆိုပြီးအားလုံးနားထောင်ပြပါပြိုင်ပွဲအားလုံးပြီးမှကျွန်တော်တို့ညနေစာသူက3 ဆောင်မယ်ဆရာအလလာကဝတ်တိုင်းချက်ထားတယ်ငါဆုပ်ရှိမယ်အဲ့ဒါကောင်းဒီချက်ထားတာပုတ်ရှက်မယ်နော်အဲ့ကျွန်တော်တို့အားလုံးဘိုက်စားလို့ချင်းလည်းခဏလေးသိခံစောင့်ဆိုင်ပြီးတော့မှပြိုင်ပွဲလေးပြီးတဲ့အထိတော့စွန့်စားပေးပါလို့နော်ဖိတ်ခေါ်ပါတယ်လို့ရှေးဥစွာကျမရဲ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်စလည်းဆုံးလမ်းပြကောင်းကြည့်ပြီးတော်မူသောဘုရားရှင်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျမတို့ခရစ်ယာန်အိမ်တော်စုပေါင်းဝတ်ပြုခြင်းကိုလက်ခံပေးတော့စောချစ်တော်အသင်းတော်နဲ့အတူတင်းသူတင်းသားတင်းအောင်ဆရာများနဲ့အတူကျမတို့ကိုစားရင်းပေါ့နော်အာဟာရအတွက်ချက်ပြုတ်ပေးတော့မိခင်ကြီးတယောက်ရှိတိုင်းလည်းထူပဲကျေးဇူးတင်ပါတယ်ကျမတို့ဝတ်ပြုခြင်းမှာအစီအစဉ်ကဏ္ဍတည်တည်မှာပါဝင်သုံးတော်ခံကြပေးတဲ့မှုတော်ဆောင်ဆရာမများတယောက်ရှိဆရာတော်ကြီးများတယောက်ရှိတိုင်းလည်းထူပဲကျေးဇူးတင်ပါတယ်ထိုထက်မကပဲပေါ့နော်ဒီနေ့အတင်းကျမတို့အချိန်ပေးပြီးတော့လာရောက်ပြီးတော့အတူတကွမိတ္တဟာရဖွဲ့ကြတယ်အတင်းတော်တီးဂိုင်းကနာတီးကဓမ္မမိတ်ဆွေများအားလုံးလည်းထူပဲကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ဝတ်ပြုခြင်းအစီအစဉ်ပထမပိုင်းပြီးဆုံးစေဖို့ရန်အတွက်ကျမတို့တခြင်းအမှတ်စဉ်နှစ်ကိုသိဆိုပြီးတဲ့အခါမှာဆရာတော်ဒေါက်တာမျိုးဝင်းရဲ့ကောင်းကြီးပေးခြင်းအဖြစ်ကျမတို့ပထမပိုင်းအစီအစဉ်ကိုပြီးဆုံးစေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ပေါ့နော်တပါးဒီပဲပေါ့နော်ပြိုင်ပွဲကိုသွားမှာဖြစ်ပါတယ်
ခါတွေကဆရာမများပလင်ပေါ်မှာလာရောက်ပြီးတော့ကောင်းကြီးပေးဖို့ဖိတ်ခေါ်ပါတယ်လို့ကျွန်တော်တို့တိတ်ခါတွေကဆရာမများပေါ့နော်ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်ကျွန်တော်ရှေ့မှာအားလုံးတန်းစီပြီးတော့ကောင်းကြီးပေးပေးပါလို့ကျွန်တော်ခရစ်ယာန်အိမ်တော်အထူးဝတ်ပြုကိုးကွယ်ခြင်းမှာရောက်စီတိုင်းကောင်းကြီးခံစားဖြစ်ပါတယ်ထာဝရဘုရားသည်တင်တို့ကိုကောင်းကြီးပေး၍ဆောင်မပါစေသောထာဝရဘုရားသည်တင်၌မျက်နာတော်အလင်းကိုလှုပ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအနန္တတကုရှင်ထာဝရဘုရားဖြစ်တော်မူသောဂမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတစုဘုရားထံတော်ဘာမှကောင်းကြီးမင်္ဂလာနှင့်ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းချစ်ချင်းမြတ်တာဆုကျေးဇူးတို့သည်တောင်ခရစ်ယာန်အသင်းတော်များကောင်စီခရစ်ယာန်အိမ်တော်အဖွဲ့ငယ်၏ခရစ်ယာန်အိမ်တော်ယတ္တရပတ်အထူးကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ပြုကိုးကွယ်ခြင်း၌ပါဝင်ဆက်ကပ်ကြသောဓမ္မဝန်ဆောင်များဓမ္မမိတ်ဆွေများယနေ့အသင်းတော်အသီးသီးမှကြွရောက်လာကြသောသင်သူသင်သားများအကြီးဆုံးမှအငယ်ဆုံးတိုင်အောင်ယခုမှဆက်ရောက်၍ကာလအစဉ်တက်ရောက်တည်ရှိတည်နေပါစေသောအာမင်Thank you all. ။ကျမတို့တွေပေါ့နော်ဒုတိယပိုင်းပြိုင်ပွဲအစီအစဉ်ကိုသွားနိုင်ဖို့အတွက်ကျေးဇူးပြု၍ဆရာတော်ခုဖားစီကနေပြီးတော့ဖွင့်ဆုတောင်းပေးဖို့မြတ်တာရက်ခံပါတယ်။ ဆုတောင်းကြရအောင်ချမ်းမြတ်စွာသောဘုရားကိုရရှင်မြတ်တော်ကိုချီးမွမ်းပါ၏ယနေ့ကိုရရှင်ပို့ဆောင်ကောင်းကြီးပေးသောမင်္ဂလာနှစ်ကာလထံ၌ကိုရရှင်ဆောင်မပို့ဆောင်ကောင်းကြီးပေးသောမြတ်တော်ကိုရရှိချစ်တွေ့ခံစားစေတော်မူသောကြောင့်ကျေးဇူးတင်တယ်ဒီနေ့မှလည်းပြန်လဲ၍ခရစ်အိမ်တော်လက်မြတ်၌ဝတ်ပြုခြင်းအစီအစဉ်အသီးသီးအသင်းတော်မှာလွတ်ရောက်သောခွင့်သာမကဒီနေ့ကျွန်တော်တို့ဂိုင်းပေါင်းစုံသက်ဆိုင်လက်ရှိတဲ့ဖွင့်ငယ်ရဲ့ပထနာပြုခြင်းဝတ်ပြုခြင်းအစီအစဉ်လည်းကောင်းကြီးပေးသောကြောင့်ကျေးဇူးတင်တယ်ထပ်မံပြီးတော့မှပြုလုပ်မိတခြင်းပြိုင်ပွဲပေါ်မှာကိုရရှင်ဆက်လက်ပို့ဆောင်ကောင်းကြီးပေးပါမိကြောင်းအစီအစဉ်နဲ့အသက်တာသည်ဒီပါဝင်မဲ့အသင်းတော်များပေါ်၌၎င်းဒါသမီးကျွန်တော်တို့အသက်တာများပြန်လဲဆက်ကပ်အနှံ့ကြကုန်သောအခါမှာအသက်ရှင်တော်မူလျက်ဒါသမီးကျွန်တော်တို့ကိုရွေးလို့ကယ်တင်တော်မူသောတပါးရသောယေရှုခရစ်တော်၏နာမပြုလျက်ဆက်ကပ်အနှံ့ဆုတောင်းကြပါ၏ပါကဲပြိုင်ပွဲဝင်အသင်းတော်များပြီးကျေးဇူးပြုပြီးတော့မှဆရာတော်အလလာစီမှာလာရောက်ပြီးတော့မှရှင်းပြသွင်းမှာအထော်လို့ပဲလို့ဆရာပဲကြည့်ပြောလိုက်နောက်ပြီးတော့မှဘသူပထမဒုတိယတတိယပြန်ရမလဲဆိုတော့ကိုဆရာတော်ကနေပြီးတော့မဲနိုင်ပြီးမှဖြစ်ပါတယ်လို့
ကျမတို့ပြိုင်ပွဲအစီအစဉ်ကိုသွားနိုင်ဖို့အတွက်ရှေ့ဦးစွာပေါ့နော်ကျမတို့ဒိုင်သူကြီးမင်းများပေါ့နော်ဒီရှေ့မှာနေရာလာယူပေးဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ဒိုင်သူကြီး3ဦးပေါ့နော်အပြောင်းလဲနေရှိတော့ကျမတို့ပြောထားတဲ့လူကျမတေချာမသိတော့တဲ့အတွက်ကြောင့်ကျမတို့ဒိုင်သူကြီးမင်းများပေါ့နော်နေရာလာယူပေးဖို့မြစ်တာရက်ခံပါတယ်ထိုနည်းတူပြိုင်ပွဲဝင်အသင်းများပေါ့နော်ဆရာတော်စီမာလာပြီးတော့မဲနှိုက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်မြန်လေးတွေနော်ကျမတို့နည်းနည်းလေးအချိန်လေးရွေးနှုတ်ကြရအောင်ကျမတို့3ဖွဲ့ရှိရနော်3ဖွဲ့ရှိပါတယ်လို့နံပါတ်1မဲပေါက်တာကတော့စောတိတော်အသင်းတော်ဖြစ်ပါတယ်နံပါတ်2ကတော့မူထရတော်အသင်းတော်ဖြစ်ပါတယ်နံပါတ်3ကတော့ပကူဖြစ်ပါတယ်ကျမတို့ကျေးဇူးပြုရပေါ့နော်ဒိုင်များနေရာယူပေးဖို့မြစ်တာရက်ခံပါတယ်အခုကျမတို့ပြိုင်ပွဲကိုမသွားခင်မှာပေါ့နော်ရှေးဦးဆိုတာကျမတို့ဒိုင်နေသေးကပေါ့နော်တယောက်ကနေပြီးတော့တချင်းပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့စီမင်းစီကံလေးတွေနဲ့တူအပတ်ပေးစနစ်ကိုလေနည်းနည်းလေးပြောပြပေးဖို့ရန်အတွက်ဒိုင်များကိုစားတူကိုဖိတ်ခေါ်ပါတယ်ကျွန်တော်အများကြီးဒီနေ့ခရိယာအိမ်တော်မိသားစုရဲ့တခြင်းပြိုင်ပွဲမှာပါဝင်စေခြင်းတယ်။ဘာဖြစ်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ညီငယ်ဆရာမူဘောရှိကသူအကောင်းဆုံးပြင်ဆင်ထားတယ်လို့ဒီနေ့တခြင်းကလည်းကျွန်တော်တို့အရောက်စီတိုင်းဆူနိုင်တဲ့တခြင်းဖြစ်တယ်။ဆိုပြီးတော့ noise ဖြစ်စေတဲ့ music လည်းတစ်ခုမှမပါဘူး။အကာပက်လာနဲ့သွားမှာဆိုတော့ပါဝင်စေခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့တွေဘလောက်အထိပြင်ဆင်ထားလဲအမျိုးသမီးဝတ်ကိုတော့မနေ့ဒေါင်းပရက်ကပြီးအောင်ရှင်းခိုးထားပြီးသားဆိုတော့ဒီညနေပြိုင်ပွဲကျွန်တော်ထင်တာ4နာရီခွဲအထိသွားမယ်ထင်တယ်ဒါပေမဲ့အခုခဏလေးနေပြီးတော့မယ်เนาะဆိုတော့နည်းနည်းလေးတော့ကျွန်တော်တို့နည်းနည်းလေးတော့အမရဘူးဒါပေမဲ့ဘာပဲဖြစ်ဖျားသခင်ယေရှုတင်တယ်ကျွန်တော်တချင်းရေးတဲ့ညီငယ်ကိုတော့၎င်းဒီဘုတ်ခွဲထိုင်ပေးတဲ့သူများကိုတော့၎င်းကျွန်တော်တို့စင်ကိုအရင်ဆုံးပြောချင်တယ်ကျွန်တော်အခုတချင်းနဲ့ပတ်သက်ပြီးတခုမှမပြောဘူးဘာလဲကျွန်တော်တော့အခုပဲတွေ့သေးတယ်ကျွန်တော်နော်တချင်းစင်နဲ့ပတ်သက်ပြီးတော့တချို့စင်တွေကတော့အမျိုးမျိုးရှိမယ်ဒါပေမဲ့ကျွန်တော်ကဖြစ်နိုင်ရင်ပေါ့ကျွန်တော်စောက်သေးတဲ့ဘယ်အဖွဲ့ကနေဒီ church မှာလာပြီးတော့ရှင်းမှာလဲဘယ်အဖွဲ့မှာလဲမလာဘူးဆိုတော့ကျွန်တော်ဖြစ်ချင်တာကတချင်းဆိုတာကျွန်တော်တို့အရက်တွေကနော်တယောက်နဲ့တယောက်က Asia site တွေပဲဆိုတစ်ခါခါအနောက်မှာထိုင်တဲ့လူတွေမပေါ်ဆိုတော့ဖြစ်ချင်တာဒါတော့ပြိုင်ပွဲလူတွေသူတို့ပဲလို့ကျင့်ခဲ့လဲကျွန်တော်နားမလဲဘူးကျွန်တော်ဖြစ်ချင်တာကဖြစ်နိုင်ရင် spread no နော် spread no လေးလဲမြင်ရမယ်ပြီးတော့အနောက်မှာလဲမြင်ကျွန်တော်တို့ဒီလိုဆင်လေးတော့လှုပ်ထားတယ်ဒါပေမဲ့အကယ်တော့အဲ့လိုမပြင်ဆင်ခဲ့ရတော့လဲပြဿနာမရှိဘူးเนาะဖြစ်နိုင်ရင်တော့ဆင်နေဆိုကျွန်တော်တို့ဘာဖြစ်လဲဆိုကျွန်တော်တို့ဝီတော့ပြိုင်ပွဲတိုင်းပြိုင်ပွဲထဲမှာမိုက်တော့ဘယ်သူမှမသုံးဒါပေမဲ့ကျွန်တော်တို့မိုက်လေးပပလေးတော့ဖွင့်ထားပြတယ် online မှာရှိတဲ့လူရှိလို့ကျွန်တော်တို့ဒီလိုမိုက်သွားပိတ်သူတို့ဘာမှကြားတော့မှာမဟုတ်မိုက်လေးတော့နည်းနည်းလေးတွေဖွင့်ထားပြတယ်သူတို့လည်းကြားလို့ရအောင်ဆိုတော့အဲ့ဒါလေးတွေတော့ပြိုင်ပွဲထဲမှာတော့အဲ့ဒါတော့စီးမြင်နဲ့မပါဘူးဒါပေမဲ့အခု online မှာဖျားရှိခိုးတဲ့လူတွေရှိတဲ့အတွက်မိုက်လေးတော့ပလေးတွေဖွင့်ထားပြတယ် noise တော့ဖြစ်เสียပါဘူးလို့ပြီးတော့ contenting ကျွန်တော်တို့ contenting stand တော့ရှိတယ်ဒါပေမဲ့ကျွန်တော် contenting stand ကျွန်တော်လောက်ပဲအဆင်ပြေတယ်ဒီနေ့ content လုပ်မဲ့ဆရာမတို့ကအကုန်လုံး heavy weight အဲ့ဒါကြောင့်ကျွန်တော်တင်တယ်အဲ့ခုံနဲ့အဆင်ပြေဆုံးပဲအဲ့ခေါ်တော့သူတို့ခုံလဲရတယ်ကလဲရတယ်မကြိုးဘူးတစ်သားအပြားကြီးတွေနဲ့လှုပ်ထားရဲဆိုတော့ပြီးတော့တရားအဲ့ပါနေပေးပါလို့ဆရာမဖောက်လို့တက်လို့မြိုင်လဲပင့်တက်ပေးပါအောင်ဆရာမပေါကဖို့တယောက်အကြီးကြီးတွေပဲကျွန်တော်စဉ်းစားဆရာကျက်စမြတ်တက်လိုက်တော့ခုံအဲ့လိုနှစ်ခုနှစ်ထပ်လောက်ရမလားလို့နော်ဆိုတော့ပြီးတော့ကျွန်တော်တို့ pitch ဒါနဲ့ပဲသွားမှာဖြစ်တယ်
ဆိုတော့ pitch ကဒါနဲ့ပဲသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီညနေဒိုင်ချုပ်ကိုတော့ဆရာနဲ့နှစ်ပါးကနေပြီးတော့ပြင်ဆင်မယ်ကျွန်တော်တို့ pitch ပဲမှုတ်မယ်နော်ဆိုတော့ကျန်တဲ့အမှပင်စီးမြင့်တွေတော့ဆရာတွေလာပြောပါစေဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တေးဆရာလည်းရှိတယ်ပြီးတော့ကျွန်တော်ဒီမှာရွေးချယ်ထားတဲ့အဲ just တွေလည်းရှိတဲ့အတွက်ကျွန်တော်တို့ဒီညနေသူတို့ရဲ့ချီးမွမ်းတဲ့အလောက်ပဲကျွန်တော်ကြည့်တော့ pitch ကိုက်မကိုက်ပဲကျွန်တော်မှတ်ပေးတော့မယ်ကျန်တဲ့အမှတ်ပေးစီးမြင်တို့ကျန်တဲ့သူတို့ဖြစ်ချင်တဲ့ဟာလေးတွေကိုတော့ကျွန်တော်တို့အဲ just ဆရာနှစ်ယောက်တက်ရောက်ပေါ်ဖြစ်နိုင်တော့တေးရတော့နောက်ဆုံးမှပြန်လဲသုံးသပ်ကောင်းပါပါဆိုတော့ကျွန်တော်တို့ဘယ်လိုအမှတ်ပေးစီးမြင်တွေပေးထားလဲဆိုတော့ကျွန်တော်တို့ဆရာကိုလည်းဖိတ်ခေါ်ပါတယ်ကျွန်တော်တော့ဒီတခြင်းနဲ့ပတ်သက်ပြီးတခုမှမပြောဘူးစင်ချင်းတွေပဲကျွန်တော်ပြောချင်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ mic မှာနည်းနည်းလေးတော့ဖွင့်ထားတယ်တခြားလူတွေလည်းကြားအောင်ဖြစ်တဲ့အတွက်ပြီးတော့ content ကတော့အဲ့မှာရှိမယ်တခြားကျွန်တော်ဘာမှမပြောလို့တော့ page ကတော့ဒီ master key နဲ့သွားမှာဖြစ်တယ်အဲ့ဒါကြောင့်မို့ key ပေးတဲ့အချိန်မှာကျွန်တော်တို့ content လုပ်တဲ့လူတွေတော့၎င်းပြိုင်ပွဲလုပ်တဲ့လူတွေတော့၎င်းအဲ့ဒါလေးတော့တော့တည်တည်ချာချာလေးတော့မားခဲ့ဒီဆိုမားတာဟုတ်နော်လူဆိုတာမားမှမကင်းတာနှစ်ခါချီတော့ပုတ်ပေးမယ်သုံးခါတော့ကျွန်တော်မမှုတ်တော့ဘူးစီးမြင်းလဲမကြိုက်တော့နှစ်ခါချီတော့ကျွန်တော်မှုတ်ပေးမှာဖြစ်တယ်ကျန်တဲ့အရာတော့ဆရာနှစ်ပါးတည်းကတစ်ပါးပါးကမပေးစီးမင်းနဲ့ပတ်သက်တဲ့အရာလေးကိုလာပြောပြပေးရန်အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်ဖြစ်နိုင်တော့ကျွန်တော်တို့သူကတေးရေးဆိုနောက်မှသုံးတိုက်ပို့ကောင်းမလားဆရာလည်းကျွန်တော်လိုပဲမပြောချင်ပေါ့ကျွန်တော်လည်းအဲ့လိုပဲခံစားရနောက်ပိုင်းလीနော်တိတ်ပြီးတော့တအားပြင်ဆင်ထားတဲ့လူတွေသွားပြီးတော့သုံးသပ်ကျွန်တော်လည်းဝါသနာမပါတော့ဆိုတော့ဘာဖြစ်လဲသူတို့အကောင်းဆုံးပြင်ဆင်လာဆိုတော့ဆရာဝူပေါ်ရှိပဲအမပေးစီးမြင့်သူပဲလာပြောမယ်ပြီးတော့သူပဲသုံးသပ်မယ်ကျွန်တော်တို့နှစ်ယောက်ထိုင်ပဲနားထောင်မယ်နားဟုတ်ပြီအော်ဒီဘက်တက်လာပြီပါနော်ဒီဘက်တက်လာပြီဒီဘက်ဆင်ဟိုမှာတကားလေးဖွင့်ထားပြီမယ်နော်အားလုံးမင်္ဂလာပါဒီနေ့ပြိုင်ပွဲရဲ့အမှတ်ပေးစည်းမျဉ်းကိုကျွန်တော်အနေငယ်ပြောပြချင်ပါတယ်ပထမတစ်ခုက tempo เนาะ tempo လည်းပါသလို timing လည်းပါမယ်ပေါ့เนาะအဲ့ဒီမှာတခြင်းအနည်းအမြန်တိကျမှန်ကန်မှုပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီတခြင်းရဲ့ timing က68ဆိုတော့ကျွန်တော်တို့ဆွဲတဲ့အချိန်မှာ6ချက်ပြစ်လာဒါမို့ပိုသွားလာလိုနေလာပေါ့နော်အဲ့ဒါကိုလည်းကြည့်မယ်ပြီးတော့တခြင်းရတစ်ခါတလေစုံနေနဲ့မြန်သွားတာရှိရယ်နေသွားတာလည်းရှိရယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီတခြင်းအနည်းအမြန်တိကျမှန်ကန်မှုကိုကြည့်ပြီးတော့ကျွန်တော်အမှတ်15မှတ်ပေးမှာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ diction ပေါ့နော်စာသားတခြင်းစာသားမှန်ကန်ပြီးသားမှုပေါ့နော်ဆိုတော့ကျွန်တော်တခြင်းဆိုတာကမှန်လားပေါ့နော်စာသားတွေမှန်လားပိသလာတော့เนาะပိတတထွက်လာဆိုတာကျွန်တော်ကြည့်ပြီးတော့အမှတ်ကို15မှတ်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်အခုပြိုင်မဲ့သူတွေအကလုံး note စာရွက်ရကြရပေါ့เนาะတချီ note စာရွက်ရကြဆိုတော့ note စာရွက်ရှိတဲ့အတွက်ကျွန်တော် note အတိုင်းပဲတိတိကျကျဆိုရမှာဖြစ်ပါတယ်ကျွန်တော် note အားလုံးတိတိကျကျမှန်ကန်မှဆိုရင်25မှတ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ harmony ပေါ့နော် harmony ဆိုတာကကျွန်တော်ဒီပြိုင်မှာက၄တန်ရှိရပေါ့နော် soprano alto tenor bass ၄တန်လုံးအတန်ညီမျှထွက်ရမယ် soprano ကကျယ်သွားတာတို့ tenor bass ကတိုးသွားတာတို့မဟုတ်ဘဲနဲ့ပေါ့နော်၄တန်လုံးညီမျှလေးအတန်ထွက်ရကျွန်တော်25မှတ်ဖြစ်မှရမှာဖြစ်ပါတယ်နောက်တစ်ခုကတင်ဆက်မှုပေါ့နော် presentation တင်ဆက်မှုကျွန်တော်တက်လာတဲ့ဘလို့စီထားလဲဘလို့ဝတ်စားစီရင်လဲပေါ့နော်တင်ဆက်မှုပေါ်ကြည့်ပြီးတော့ကျွန်တော်တို့10မှတ်ပေးမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ pitch ပေါ့နော်ဆိုတော့ဦးနာဆရာတော်ပြောတဲ့အတိုင်းဆရာကpitch ကိုသူ့ရဲ့ key ကG major key ဖြစ်ပါတယ်အဲ့ဒီ G major key ကိုစမှုတ်ပေးမယ်အဲ့ဒီမှုတ်ထားဒီစပေးတဲ့ key အတိုင်းအဆုံးသတ်မှာမှန်ကန်မှဆိုရင်ကျွန်တော်တို့10မှတ်အပြည့်ရမှာဖြစ်ပါတယ်အမှတ်ပေးစဉ်ကအလုံးပေါင်းအမှတ်100ဖြစ်တယ်ဒိုင်လူကြီး3ယောက်ဆိုတော့စုစုပေါင်းအမှတ်300ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်
အမတ်ပေးစီမင်းပြောကြားပေးသွားတော့ဆင်ချင်နေပြောကြားပေးတော့ဆရာတော်များကိုကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ကျမတို့ပြိုင်ပွဲဝင်အရောက်စီတိုင်းကတော့အမှတ်300ရပြီပေါ့နော်အရောက်စီတိုင်းကတော့အမှတ်300ရပြီသားဖြစ်ပါတယ်အခုကျမတို့ပထမဦးဆုံးနံပါတ်1အဖွဲ့ဖြစ်တဲ့စောတိတော်သင်းတော်ကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်စောတိတော်သင်းကိုတက်ရောက်ပြီးရှင်ပြိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်
ကျမတို့ကိုနံပါတ်1တစ်ဖွဲ့အနေနဲ့ပြိုင်ပွဲဝင်ပေးသွားတော့စောတိတော်တင်းတော်ကျေးဇူးတင်ပါတယ်အခုဒုတိယဖွဲ့အနေနဲ့မူထရတော်တင်းတော်ကနေပြီးတော့ပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့ဒီချိန်မှာတတိယဖွဲ့ဖြစ်တဲ့ကုမြမနစ်ချင်းတင်းတော်ကနေပြီးတော့နေရာယူပေးထားဖို့ပြည်စင်ပေးထားဖို့အတွက်မြစ်ကြရခံပါတယ်ဒုတိယအဖွဲ့အနေနဲ့ပြိုင်ပွဲဝင်သားပေးသောမူထရတော်တင်းကိုတို့ကိုထူပဲကျေးဇူးတင်ပါတယ်ကျမတို့နောက်ဆုံးအဖွဲ့အနေနဲ့ပေါ့နော်တတိယအဖွဲ့အနေနဲ့ကုမြမနှစ်ချင်းတင်းတော်ကနေပြီးတော့ပြိုင်ပွဲမှာဖြစ်ပါတယ်ဖ
ပြီးတဲ့အခါမှာဒိုင်နေပေါ့နော်ဒိုင်နေကျမတို့အမှတ်ပေးတဲ့အခါမှာပြိုင်ပွဲဝင်နေပြန်ပြီးတော့တီဆိုရမှာဖြစ်လို့ပေါ့နော်ပြိုင်ပွဲဝင်များအဝေးကြီးမသွားပေးဖို့မြစ်ကြရခံပါတယ်အခုတတိယအဖွဲ့အနေနဲ့ပါဝင်ရှင်ပြပေးမယ်ဘုမမနဲ့ချင်းတင်တော့ကိုဖိတ်ခေါ်ပါတယ်
ကျမတို့အားရပါရနဲ့ပြိုင်ပွဲဝင်ပေးသွားတော့ကုမြမနှစ်ချင်းတင်တော်ထူပဲကျေးဇူးတင်ပါတယ်ခုချိန်မှာကျမတို့ဂျိုင်3ကနေပြီးတော့အမှတ်ပေါင်းနေတဲ့ချိန်မှာကျေးဇူးပြုပါနော်ခုနပြိုင်ပွဲဝင်သွားပေးတယ်အဖွဲ့ဝင်တွေအကုန်လုံးစင်မော်ပြန်တက်လာပြီးတော့ပြန်လည်ပြီးတော့ကျမတို့တချင်းပြန်လည်ပြီးတော့ဆိုပြီးဆိုချီးမွမ်းပေးဖို့မြစ်တာရခံပါတယ်ဆရာတော်လောလာကွန်တက်လုပ်ပေးဖို့မြစ်တယ်ခံပါနော်
ဒီနောက်ဆုံးဖွဲ့ရပထမပဲနဲ့နော်တေချာတဲ့ဒီနောက်ဆုံးဖွဲ့တော့အခုချိန်မှာပေါ့နော်ကျမတို့ပြိုင်ပွဲဝင်အမှတ်တွေနဲ့တူပြိုင်ပွဲဝင်တွေပြန်လဲသုံးသက်ပေးဖို့အတွက်ကျမတို့ဆရာမကိုရှိကိုဖိတ်ခေါ်ပါတယ်ရှေးဥစွာပေါ့နော်ကျွန်တော်ဒီလိုပြိုင်ပွဲအတွက်ပေါ့နော်ကျွန်တော်ဒီတချင်းရင်းချအဖြစ်ပါဝင်ပေးဖို့တော်လကောင်းတိုင်းအနေနဲ့ပါဝင်ပေးဖို့တော်လကောင်းအခွင့်ပေးတဲ့ဘုရားခင်ကိုကျေးဇူးတင်တယ်စီစဉ်ပေးတဲ့ဆရာသမားတွေကလုံးကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်လာရောက်ပြိုင်ဝင်ကြတဲ့အဖွဲ့ဝင်တွေကတော့3ဖွဲ့ပဲပေါ့နော်ဒါပေမဲ့3ဖွဲ့လုံးကောင်းတယ်ပေါ့နော်ကျွန်တော်တယောက်တည်းအနေနဲ့ပြောရအားကလုံးကောင်းကြပါတယ်ဒါပေမဲ့ကျွန်တော်တို့စီးမင်းစည်းကမ်းတွေကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ဆိုတော့ဘယ်နေရာမှာအားတာလဲဘယ်နေရာမှာအားနည်းတယ်ဆိုတာကတော့ဟိုအဲ့လိုမျိုးကွာဝါတယ်ပေါ့နော်ဆိုတော့တချို့လူကတော့ဟိုထပ်လိုက် tempo မှာအားတာဝါတယ်တချို့လူက harmony မှာအားနည်းသွားတယ်ဆိုတဲ့ဖြစ်အဲ့လိုမျိုးပေါ့နော်သူစီမင်းစည်းကမ်းလေးရှိတော့အားနည်းချက်အားတာချက်တွေကိုစီရှိကြပါတယ်ပေါ့နော်ဘာဖြစ်အကလုံးအကောင်းဆုံးအဖွဲ့တိုင်းအကောင်းဆုံးဝင်ရောက်ရှင်ပြိုင်ကြတယ်ဆိုတာကိုတော့ကျွန်တော်ဟိုသိရပါတယ်ပေါ့နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဝင်ရောက်ရှင်ပြိုင်ကြတဲ့အဖွဲ့ဝင်တိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ထောက်ပြစရာတော့များစားတော့မရှိဘူးပေါ့နော်ကျွန်တော်လည်းပြန်ရှင်းပြချင်တာကတချင်းတစ်ပုတ်လုံးရဲ့အစမှာကျွန်တော် tempo mark ပေးထားတယ်ပေါ့နော် tempo က100เนาะ100ဆိုတော့100ရှင်းမှာမှဒီ quiver ရှင်းမှာမှ C dot ပေါ့နော်တဘောကအဲ့ဒီ quiver တစ်လုံးကိုtempo က100နဲ့ညီတယ်ပေါ့နော်ဆိုတော့အများအဖြစ်6-8 timing ဆိုရင်သူတို့dotted crochet ကိုမှသူတို့ဘေးနားမှာ tempo ဘယ်လောက်လဲနဲ့ရေးထားရှိတယ်ဒါပေမဲ့ကျွန်တော်ကတလုံးချင်းစီရဲ့ note tempo က100နဲ့ညီရဆိုတာကိုဖော်ပြတာပါအရှိက C dot ဆိုတာကဘယ်လိုပြောမလဲ about ပေါ့နော်ဆိုတော့100ဆိုတာက100အတိလည်းမဟုတ်ဘူးပေါ့နော်100ထက်နေချင်းနေမဲ့သဘောက95 98လောက်ဖြစ်မယ်ဒါမဟုတ်105လောက်ဖြစ်မယ်ပေါ့နော်အဲ့လောက်ဝန်းကျင်ပဲပေါ့နော်တအားအများကြီးกว่าဝါးရတော့ဟိုနေတဲ့ tempo ဘိုင်းမှာပြဿနာနဲ့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဘိုင်းကိုကျွန်တော်တတိထားစီချင်ပါတယ်ဆိုတော့ tempo ကတော့တချို့ဟိုအဖွဲ့တိုင်းလိုတော့ကောင်းတယ်ပေါ့နော် tempo တွေမှန်ကြတယ် timing တွေမှန်ကြတယ်ဒါပေမဲ့နောက်ဆုံးအဆုံးသက်လေးမှာပေါ့နော် retard ဆိုတာက gradually getting slower တဖြည်းဖြည်းနေသွားမယ်ပေါ့တဖြည်းဖြည်းနေသွားမယ့်နေရာမှာဆွဲရမှာမဟုတ်ဘူးเนาะဆိုတော့အဖွဲ့တစ်ဖွဲ့ကိုတွေ့ရတယ်နောက်ဆုံးအဆုံးသက်လေးဆုံးခံဒီမှာဆွဲသွားတယ်ပေါ့နော်အဲ့ဒီဆွဲတယ်ဆိုတော့ကျွန်တော်တို့ format ထားလို့ခေါ်တဲ့ဒီ pause the note ပေါ့နော် note ကိုဆွဲခိုင်းတဲ့ဟာတက်ရှိရပေါ့နော်ဒါ retard မှာじゃ note ကိုဆွဲသွားတဲ့ဟာမရှိဘူးပေါ့နော်ဆိုတော့တဖြည်းဖြည်းပဲနေသွားမှာအကြာကြီးဆွဲသွားတာမရှိဘူးပေါ့နော်အဖွဲ့တစ်ဖွဲ့ကအကြာကြီးဆွဲတာတွေ့ရပါတယ်ဆိုတော့အဲ့ဒီမှာအဲ့ဒီအဖွဲ့က tempo မှာအမှတ်နေသွားတယ်ပေါ့နော်ဆိုတော့ diction နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့များစာပြောစရာမရှိဘူးပေါ့နော်ကျွန်တော်တို့အလွတ်လဲကလုံးဆိုကြတယ်အမားကိုလည်းကျွန်တော်မကြားရဘူးပေါ့နော်မတွေ့ရဘူးအဲ့အတွက်အမှတ်တွေကကောင်းရကြပါတယ်နောက်တစ်ခုကတော့ notes ပေါ့နော်ဆိုတော့ပေးထားတဲ့ note အတိုင်းမှကန်ဆိုတာဒီဆိုနိုင်မှုမှာကြတော့ဘယ်လိုလဲဆိုရင်ဒီမှာ accidental တွေတော်များပါတယ်ပေါ့နော် accidental ဆိုတော့ sharp တွေ flat တွေကိုပြောတာပေါ့နော်ဒီ sharp တွေ flat တွေ semi tone กว่าခြားတဲ့ note တစ်လုံးကတချို့အဖွဲ့တွေသိမပေါ်ဘူးเนาะဆိုတော့တဘောကဆိုတော့ B ပြီးတော့ A sharp ပြသွားပြီးတော့ B ပြလာဆက်ပြီးအဲတဝက် semi tone လေးတွေกว่าတဲ့အတန်လေးကိုတချို့အဖွဲ့တွေမှာသိချင်းရှားမကြရဘူးပေါ့နော်ဆိုတော့အဲ့ဒီ accidental လေးကိုလည်းတတိထားစီချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဘိုင်းမှာကျွန်တော်တို့ accidental ကိုတတိထားစီချင်ပါတယ်နောက်တစ်ခုကတော့ harmony ပေါ့နော်အကလုံးကတော့ကောင်းကြတယ်ပေါ့နော်ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုရင်တချို့ကြတော့ကြော်ကြားရတဲ့လောက်ကယောက်ျားလေးအတန်တွေကတိုးပြီးတော့မိန်းကလေးအတန်ကကျန်တယ်နော်ဆိုတော့ဘယ်မှာဖြစ်သွားလဲဆိုတော့မိန်းကလေးအမျိုးသမီး harm light ရမယ့်အချိန်မှာအမျိုးသားတွေက main melody ဖြစ်သွားတယ် main melody ဆိုတာအားလုံးထက်ပေါ်နေရမှာပေါ့နော်ဆိုတော့တချို့အဖွဲ့တွေရှိတယ်ဒီ harm light
hum တဲ့နေက main melody တဲ့စာသားတွေထက်ပိုပြီးတော့လွမ်းသွားတယ်ပေါ့နော်အုပ်သွားတယ်ဆိုတော့အဲ့မှာဒီ harmony ဘိုင်းမှာအမတ်ရော့သွားတယ်ပေါ့နော်နောက်ပိုင်းကျွန်တော်တို့ရှင်ပြန်ရေးတကယ် main melody ကိုဦးစားပေးမယ်ကျန်တဲ့ harmony ဘိုင်းတွေကို main melody ထက်ထပ်ပြီးတော့အတန်လေး short ပေးရင်ပို့ပြီးတော့နားထောင်ကောင်းတဲ့ harmony ဖြစ်သွားမယ်ပေါ့နော်အဲ့ဒီတစ်ချက်ကိုကျွန်တော်တို့တွေ့ရပါတယ်နောက်တစ်ခုက presentation မှာကျတော့ကျွန်တော်တို့အကလုံးအကောင်းဆုံးဝတ်စားစီမှုပိုင်းရောတိစမှုပိုင်းရောအကောင်းဆုံးလုပ်ကြရတယ်ပေါ့နော်ကျွန်တော်တို့မကကောင်းလေးပေးထားပါတယ် pitch မှာကျတော့ကျွန်တော်တိုင်တယောက်အမှတ်လျှော့တာမတူပေါ့နော်တချို့တိုင်ကျတော့ဘယ်လိုပြောမလဲ note pitch တဝက်ကြသည်ဖြစ်စေတဝက်မြင့်သည်ဖြစ်စေကျွန်တော်9 match shot တဲ့တိုင်ရှိရယ်3 match shot တဲ့တိုင်ရှိရယ်1 match ပဲ shot တဲ့တိုင်ရှိရယ်2 match လဲ shot တဲ့တိုင်ရှိရယ်အဲ့အတိုင်တယောက်ပုံမှုတရားပေါ့နော်ဆိုတော့ကဲဥပမာpitch တဝက်ကြတာကိုတောင်တဝက်မြင့်သွားတာကို3 match shot မယ်ဆိုရင်တလုံးဆိုရင်6 match ဖြစ်သွားတာပေါ့နော်အဲ့ဒီ pitch ကလည်းတော်တော်အရေးကြီးရယ်ပေါ့နော်ဆိုတော့ pitch ကွက်တိမှန်ရင်တော့အမှတ်ပြပဲပေါ့နော်အဲ့ဒီဘိုင်းမှာတော့ sharp သွားတာနှစ်ဖွဲ့တွေ့နေရပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တိုင်လောက်ပြီးတော့ဒီသိရှိလာတဲ့ဟာပေါ့နော်ဒီလိုမျိုးစားဘယ်လိုပါလေးလိုအပ်လဲဒီခံစားမိတဲ့အဒီအမတ်ပေးစီမင်းတိုင်းဘယ်လိုလေးပိုကောင်းအောင်လုပ်သွားမလဲဆိုတာလာရပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်အလုံးပေါ်ဖျက်ခင်ကောင်းချီးပေးပါစေဆရာမကတခါလေးကြောင်ရခိုင်းတော့ကျွန်တော်တခါလေးကြောင်ရပေးမယ်နော်အဖွဲက3ဖွဲပဲရှိရဆိုရှေ့ဝေးမပြောတော့ဘူးတန်ပြောလိုက်ရပါတော့ပထမတစ်ဖွဲကတိုင်အားလုံးပေါင်းရဲ့အမှတ်က256မှတ်ဖြစ်ပါတယ်ဒုတိယတစ်ဖွဲကတိုင်အားလုံးပေါင်းရဲ့အမှတ်က240ဖြစ်ပါတယ်ဖြစ်ပါတယ်တတိယတစ်ဖွဲ့တိုင်အားလုံးပေါင်းရဲ့အမှတ်က252.5ဖြစ်ပါတယ်ဒါကြောင့်မို့ပထမရသွားတဲ့အဖွဲ့ကတော့ Salty Talkie နေချင်းခရင်ရတင်းတော်ဖြစ်ပြီးတော့ဒုတိယကတော့ပကူမြို့မနေချင်းတင်းတော်တတိယကတော့မူတော်တော်တင်းတော်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျမတို့အခုချိန်မှာကွန်ပျူတာကိုရင်သွားမှာဖြစ်ပါတယ်ပေါ့နော်ကျမတို့ဒီသချင်းပြိုင်ပွဲဖြစ်ဖို့အတွက်သချင်းကိုရေးသားပေးတဲ့ဆရာကိုရှေးဥစွာကွန်ပျူတာနဲ့ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူချိန်နေပေးရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျေးဇူးတင်တယ်ကျမတို့ရဲ့ဂုဏ်ပြုတဲ့မေတ္တာပြလက်ဆောင်တွေအနေနေပေမဲ့လည်းဆရာကနေပြီးတော့လက်ခံပေးဖို့မေတ္တာရက်ခံပါတယ်ကျမတို့ TCC ဥက္ကဋ္ဌဆရာတော်ခင်လက်ကနေပြီးတော့တည်ရေးပေးတဲ့ဆရာဘော်ရှိကိုဂုဏ်ပြုဖို့မေတ္တာရက်ခံပါတယ်ဖိတ်ခေါ်ပါတယ်ဆရာလက်ခံပေးဖို့ကျေးဇူးတင်ပါတယ်ကျမတို့ဒီနေ့ပြိုင်ပွဲမှာဒိုင်သူကြီးမင်းများဖြစ်ကြတဲ့ဆရာ3ဦးကိုဂုဏ်ပြုချင်ပါတယ်เนาะကျမတို့ရဲ့ဒေါက်တာရှာရုဖော်ကျေးဇူးပြုဒိုင်များကိုဂုဏ်ပြုဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်မဆရာရောအလောလာကျေးဇူးပြုဆရာမကျေးဇူးတင်ပါတယ်ကျမတို့ဆက်လက်ပြီးတော့ဗောနော်တချင်းပြိုင်ပွဲဝင်တဲ့စုတွေကိုကျမတို့ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဗောနော်ကျမတို့ရဲ့ခရစ်ယာန်အိမ်တောင်တွင်ရမှုဆရာတော်ရှေတာကနေပြီးတော့တတရားစုရရှိသောမူထရတော်သင်တော်ကိုဆုချီးမြှင့်ပေးဖို့ရန်အတွက်မြတ်တာရက်ခံပါတယ်တတရားစုရရှိသောမူထရတော်သင်တော်ဆုလာယူပေးဖို့အတွက်ဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်ကျမတို့ရဲ့နာယကပေါ့နော်ဆရာမအပ်ဇယ်ကျေးဇူးပြုဒုတိယဆုရရှိသောကွန်မြူနတီသင်းတော်ကိုဆုချီးမြှင့်ပေးဖို့မြစ်တာရက်ခံပါတယ်ဆုလက်ခံပေးဖို့ရန်အတွက်ကွန်မြူနတီသင်းတော်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျမတို့ဘန္နာချိန်ပေါ့နော်ညပလေကျေးဇူးပြုပြီးတော့ပထမဆုရရှိသောစောတိတော်အသင်းတော်ကိုဆုချီးမြှင့်ပေးဖို့မြစ်တာရက်ခံပါတယ်ရှေးဥစွာပါနော်ဒီနေ့ကဏ္ဍအသီးသီးမှာပါဝင်ဆက်ကပ်သွားတဲ့သူတွေပြိုင်ပွဲမှာလည်းအကောင်းဆုံးစူးစမ်းပေးသွားတဲ့သင်းတော်တွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ခုချိန်မှာအချုပ်အားဖြင့်ဆရာတော်ဆမ်မြေကျေးဇူးပြုအချုပ်ဆုတောင်းခြင်းနဲ့အတူပြင်ဆင်ထားတဲ့အာဟာရအတွက်ကျေးဇူးတော်ချီးမွမ်းပေးပါဖြစ်ပါတယ်ပြီးလို့ရှိရင်တစ်ဆက်တည်းပဲပေါ့နော်ကျွန်တော်တို့ TCC ဥက္ကဋ္ဌဆရာတော်ခင်လက်ကနေပြီးတော့ကောင်းချီးပေးခြင်းအပြင်ကျွန်တော်တို့အစီအစဉ်ကိုပြီးဆုံးစေမှာဖြစ်ပါတယ်ဆုတောင်းကြပါစို့တန်ရှင်မြတ်မြတ်ဆုံးလျ၍တာမီတက်ဆန်ချွတ်တော်မူသောကောင်းကင်ဘုံချေဖတ်ထောင်တော်မြတ်စွာသောဖဖျားကိုရဲကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်ယနေ့ကိုရောပြင်ဆင်တော်မူသောခရစ်ယာန်အိမ်တော်လမြတ်မှာပြန်လည်ပြီးတော့မှတောင်းတင်းတော်များကောင်းစီရဲ့လက်ထဲမှာရှိသောခရစ်ယာန်အိမ်တော်အဖွဲ့ငယ်များရဲ့ကြီးမှုကျင်းပသောဝိပုကိုယ်ဝဲခြင်းဂုဏ်တော်တခြင်းပြိုင်ပွဲအစီအစဉ်အစလည်းဆွမ်းနာကိုရောတူပါရှိကောင်းကြီးပေးတော်မူသောသူပဲကျေးဇူးတင်နေကဏ္ဍအတိတ်ကနေပေါင်းဆက်ကတဲ့တာမီတာဆက်ပေါ်မှာဝိညာဉ်ကောင်းကြီးကာယကောင်းကြီးကောင်းကြီးမင်္ဂလာအဖျားဖျားသောကောင်းကြီးမင်္ဂလာကိုခံရစားပါကြောင်းပြန်လည်ပြီးတော့မှကောင်းချီးပေးပါတယ်ပါဗျာဝပြုချင်းလိုက်ပါဝင်ဆက်ကကြတဲ့သူတယောက်ဆိုင်ပေါ်မှာလည်းကိုရောကောင်းချီးပေးသားတော်မှာဂျေဇုတော်ပေါင်းကိုပြန်လည်ချီးမွမ်းလက်ဒီနေ့အစီအစဉ်ကိုကိုရောလက်ဝနာပြန်လည်ဆက်ကနန်ဒီခါမှာတဲ့ရှင်တာမီတာဆန်ချစ်တော်မူသောကဲတဲ့ပိုင်ရှင်နာဇရမြို့သားခင်ယေရှုခရစ်တော်ဖျား၏နာမ၌ပြန်လည်ကြိုးချီးမွမ်းဆက်ကနန်ဆုတောင်းကြပါပါဗျာအာမင်ပရိသတ်အားလုံးမတရားပြီးတော့ကောင်းကြီးခံယူလေဝပြုခြင်းကိုပြည့်စုံကြစို့လူမျိုးပေါင်းတို့ထာဝရဘုရားကိုချီးမွမ်းကြလော့လူနွယ်ပေါင်းတို့အလွန်ချီးမွမ်းကြလော့သုံးပါးတဆူဖြစ်တော်မူသောခမည်းတော်ဘုရားရဲ့မြတ်တာတော်သာတော်သခင်ယေရှုခရစ်ရဲ့ကယ်တင်ခြင်းယေရှုနဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မိတ္တာရဖွဲ့ခြင်းနဲ့ချစ်ချင်းမြတ်တာနဲ့ညီသက်ဝမ်းမြောက်ခြင်းနဲ့ဘုန်းနာမတော်ထင်ရှားရာကောင်းကြီးမင်္ဂလာဖျားဖျားတို့သည်ခရစ်ယာန်အိမ်တော်တခြင်းပြိုင်ပွဲအစီအစဉ်ထဲမှာပါဝင်ကြသောကရောသားသမီးများနဲ့အထူးသဖြင့်ပြိုင်ပွဲဝင်ကြသောသင်တော်တည်တည်ပေါ်မှာတော်၎င်းအချင်းကိုလည်းရေးဆက်တည်ကုန်းသူကရောသားရဲ့တက်တာနဲ့တူဒီနေ့တူတကွာချီးမွမ်းခြင်းမှာပါဝင်ကြတဲ့သားသမီးကျွန်တော်ကျမအားလုံးပေါ်မှာတော်၎င်းဤသင်တော်နှင့်တူတောင်ခရစ်သင်တော်ကောင်းစီပေါ်မှာယခုမှစာယူကာလအစဉ်တည်းရောက်တည်ရှိတည်နေပါစေသောအာမင်အာမင်အာမင်အာကျွန်တော်တို့အာဟာရအတွက်ဆက်ကကြရအောင်ကြီးမြတ်တော်မူသောကောင်းကင်ဘုရားအရှင်ဖကိုရောကိုကျေးဇူးတင်တယ်သာသမီများတို့ကိုရောရှင်ဖျားရဲ့လက်ဝဲသို့ကြိုတင်ပြီးတော့အနံ့ထားသည့်အတိုင်းတောင်ခရစ်ယာန်အသင်းတော်များကောင်းစီခရစ်ယာန်အိမ်တော်အဖွဲ့ငယ်ရဲ့စုပေါင်းဝပြုကူးကွယ်အစီအစဉ်ကိုရောအစမအဆုံးတန်အတူပါရှိကောင်းကြီးပေးသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့စောတိတော်ကရင်နေချင်းအသင်းတော်မှာရှိတဲ့အသင်းဥစ္စာအသင်းသူအသင်းသားများစေတနာစိတ်နဲ့ပြင်ဆင်ပေးတဲ့ခန္ဓာပိုင်းနဲ့စားဆိုင်တဲ့အစာအကျွန်တော်တို့ကသုံးဆောင်ကြရမှာအောင်မှာဖြစ်တယ်။စားသုံးတဲ့အခါမှာခွန်အားကျမ်းမာခြင်းနဲ့ပြုတ်ဝရရဲ့
ဖျားရဲ့ဘုံတော်အတွက်ပြန်လဲပိစံအသက်ရှင်တဲ့သာသမီအရောက်စီတိုင်းဖြစ်စေတော်မူပါပြင်ဆင်ပေးတဲ့ဆရာတော်နဲ့အသင်းသားများထံမှာလဲစုံနေသောကောင်းကြီးများခံစားရစေပါမေတ္တာနဲ့ပါဝယ်ပံ့ပိုးပေးကြတဲ့အလူရှင်မောင်တို့မှာအောင်းကိုယ်ကောင်းကြီးပေးပါယေရှုနာမကျေးဇူးအပေါင်းချီးမွမ်းဆက်ကအနုမဆုတောင်းစာသုံးတော်နဲ့ကောင်းကင်ဘုရားအရှင်ဖတ်ထောက်ပါဘုရားတကယ်အာမင်ကဲအားလုံးတလုံးတဝါဒီတလုံးတဝါဒီမပြန်ကြပါနဲ့နော်တရားမှမပြန်ကြပါနဲ့အားလုံးအတွက်လုံလောက်ရှိပါတယ်လို့သို့တော့ဒီနေ့လေးနေရာအခက်အခဲလေးရှင်းတော့ဒီကံ